ဝရတော့သတိဌာနသုတ်ကသမာနုပဒနာပိုင်းအနုပဒနာ၅ပိုင်းနဲ့မှလည်းအရိယသစ္စာပိုင်းနဲ့အရိယသစ္စာ၄ပါးမှလည်းနောက်ဆုံးဖြစ်တဲ့မေဃသစ္စာပိုင်းဟောဝရလက်ကျကတမယံသဘိကဝေဒုက္ခនិရောဓဂာမိနိပฏิပရာအရိယသစ္စာဘိကဝေယံတို့ဒုက္ခនិရောဓဂာမိနိပฏิပရာယေဒုညင်ရာတို့ကြောက်ကြောင်းအကျင့်ဖြစ်သောအရိယသစ္စာရိယတို့သိရသောအမှန်တရားသည်ကတမင်းစအဘေဘာနိဘုရားသာသနာတော်မှာသစ္စာတရား၄ပါးဆိုတာကတော့အရေးကြီးဆုံးတရားပဲလောကကြီးတစ်ခုလုံးလည်းပဲဒီသစ္စာ၄ပါးတရားပဲရှိတာပဲဆင်းရဲရှိတယ်ဆင်းရဲကြောင်းတရားရှိတယ်ဆင်းရဲငြိမ်းတာရှိတယ်ဆင်းရဲငြိမ်းကြောင်းရှိတယ်ရေးကြည့်တာလည်းဒီလေးခုရေးကြည့်နေတာပါပဲအရိယသစ္စာမဟုတ်သေးတဲ့သာမန်အားဖြင့်ပဲလောကမှာဆင်းရဲဆိုတာရှိတယ်ဆင်းရဲကြောင်းတွေလည်းရှိတာပြီးတော့လောကလည်းချမ်းသာဆိုတာရှိချမ်းသာကြောင်းအလုပ်ဆိုတာလည်းရှိတာဆင်းရဲဆိုတာပုဂ္ဂိုလ်တိုင်းကြောက်ကြတယ်လူတွေသာမဟုတ်သေးခြင်းပုဂ္ဂိုလ်တွေလည်းပဲဆင်းရဲအကုန်လုံးကြောက်ကြတာပဲနတ်တွေလည်းကြောက်တာပဲဆင်းရဲတော့ဆင်းရဲအလိုမရှိဘူးသိက္ခာတွေဆိုပြောကြတယ်ဆင်းရဲလို့အပိမှပြုထားတဲ့ဥစ္စာတွေဟာကြောက်เสียကောင်းတာတွေပဲဆင်းရဲဆိုတာနဲ့ဒုက္ခနဲ့ကြောက်เสียကောင်းတယ်ဆိုတာနဲ့ဟာသူအတူတူပါပဲကိုယ်ထဲမှာမခံနာတဲ့ဒုက္ခဝေဒနာဆင်းရဲတွေကိုသိနေကြပါကိုယ်ထဲမှာနာခြင်းကျင်ခြင်းကြိုက်ခဲခြင်းယောဂဝေဒနာသိသိနှိမ့်ဆက်ခြင်းပြီးတော့လောကကြီးနဲ့စပ်ပြီးတော့စားစရာတောက်စရာသုံးဆွဲစရာစသည်မရှိတဲ့အတွက်အပြည့်မစုံဖြစ်ပြီးတော့နေတော့သေရောကိုယ်ရောဆင်းရဲပြီးတော့နေရတယ်အဲ့ဒါတွေလည်းပြီးတယ်အဲ့ဒီဆင်းရဲတွေကိုကြောက်ကြဒီဆင်းရဲတွေကဘာကြောင့်ဖြစ်တယ်လဲဆိုရင်ဆင်းရဲကြောင်းတွေလည်းပဲအထိုက်တွေပါပြင်ပြီးကြတာအဲလေအားယောဂဝေဒနာသိရတဲ့အကြောင်းတရားတွေကြောင်ကြရတယ်ခလုတ်တိုက်ရင်နာရတယ်စူးစူးလို့ရှိရင်နာရတယ်ဆိုတာပြီးတော့ခလုတ်တွေသူတွေကြောင်ရကျင်းနေကြိုက်နေကြသွားလို့ရှိရင်ဒုက္ခရောက်တယ်ဆိုတာပြီးတော့ကျင်းနေကြိုက်နေကြောင်ရမိဆိုတာလောင်တတ်တယ်ရေဆိုတာနစ်ပြီးတော့ပြီးရတယ်ဒါတွေလည်းပဲကြောင်နေနေကြောင်ရတယ်ဉာဏ်သူတွေဘေးရန်အန္တရာယ်တွေဒါတွေလည်းပဲဒုက္ခပေးတတ်တယ်ဆိုတော့အဲ့ဒါတွေလည်းပဲကြောင်နေနေကြောင်ရတယ်လူကိုဘေးရန်အန္တရာယ်ပြုတတ်တဲ့ဒိဋ္ဌာန်တွေရှိတယ်ငွေကင်းစားတွေကြားတော့သင်မြင်းတွေကျွဲနွားတွေလည်းပါတာပေါ့လေလူအန္တရာယ်ပြုတတ်တဲ့ဥစ္စာတွေဒါတွေလည်းပဲလူဒုက္ခပေးတတ်တယ်ဘေးရန်ဖြစ်စေတတ်တဲ့ဆိုရင်ဒါတွေကိုကြောင်ကြရလူချင်းလည်းပဲလူစိုးလူမိုက်တွေဟာဘေးရန်အန္တရာယ်ပြုတတ်တယ်ဆိုတော့အဲ့ဒါတွေကိုကြောင်ကြဒါလောကဘက်ကနေဒီဆင်းရဲတဲ့ဆင်းရဲကြောင်းတွေသိနေပြီးတော့ဒါဒီကြောင်တာနေရတယ်ကြောင်းနေကြတာပြီးတော့မလုံးမကိုင်းမချဝဲနေလို့ရှိရင်စားစရာတောက်စရာတွေသုံးစရာဆွဲစရာတွေမရဘဲနေတော့အဲ့ဒါတွေဆင်းရဲလိမ့်မယ်ဆိုတာပြီးတဲ့အတွက်လည်းပဲဒါကမလုံးမကိုင်းမဲနေမှုတွေကိုပယ်နိုင်ကြပဲပြီးတော့အထုတ်ကြတယ်ဆင်းရဲကိုကြောက်လို့ဆင်းရဲငြိမ်းအောင်လို့ဆင်းရဲငြိမ်းနေဆိုတာဘာလဲဆိုရင်နာကျင်ကြိုက်ခဲမှုကိုယ်ထဲမှာမခံနာမှုတွေမဖြစ်ဘဲနဲ့နေရင်ဆင်းရဲငြိမ်းနေအောင်မေးတာပဲအလိုရှိတဲ့ဥစ္စာတွေရာဟုတုတွေရပြီးတော့ဒီလိုဆိုရင်ကျေကျေဝါချမ်းသာနေရလို့ရှိရင်ဒါဆင်းရဲငြိမ်းတယ်လို့ဒီလိုပဲယူဆကြတယ်လောကနိဗ္ဗာန်ဆိုတာအဲ့ဒါတွေပဲလောကနိဗ္ဗာန်လောကတွေပြည့်စုံနေတာတွေနဲ့ပြည့်စုံပြီးကျေဝါချမ်းသာပြီးတော့နေလို့ရှိရင်ဒါချမ်းသာတော့တာပဲဒါအကောင်းဆုံးပဲဆိုလောကနိဗ္ဗာန်တည်တော်ကြမယ်ဆိုကြွကြော်နေတယ်အဲ့ဒီချမ်းသာတွေရကြအကြောင်းကလည်းဘာကြောင့်ရတယ်လဲဆိုရင်ဒီဟာတွေရအောင်လို့နိမလာမှနဲ့သူကြိုးစားအထုတ်ကြရလို့တယ်အလုတ်ကိုင်းနေကျိုးစားအထုတ်ဖို့လုပ်ကိုင်မှုတတ်ပြီးတဲ့ပညာတွေလည်းတတ်ဖို့သိဖို့အဲ့ဒါတွေကလိုတော့ဒါတွေငယ်ငယ်ရွယ်ရွယ်ကလေးတွေကစပြီးတော့လူလောကကြီးပွားချမ်းသာအောင်လို့ဟာအထုတ်ကြအဲ့ဒါလောကဘက်ကနေပြီးတော့လောကသစ္စာတွေပေါ့လောကသစ္စာတွေလောကဆင်းရဲဆိုတာတွေလောကလိုက်သူကမှားနေတာဆင်းရဲဆင်းရဲနေဆင်းရဲကြောင်းဆိုတာတွေလည်းသူ့လောကလည်းဟုတ်တာပဲခုနကလုတ်တဲ့ချင်းစူးစူးချင်းဟုတ်လားယောဂဝေဒနာဖြစ်စေတတ်တဲ့ဇာယောဂဝေဒနာဖြစ်ခြင်းဘေးရန်တဲ့ပြုတတ်တဲ့တတ္တဝါတွေကြောင့်ဘေးရန်တွေဖြစ်လာခြင်းဆိုတော့သူကတွေဟုတ်တော့ဟုတ်နေအဲ့ဒါဆင်းရဲကြောင်းအဲ့ဒါတွေကိုပယ်ရတာဒါကလောကအလိုက်ချမ်းသာဆိုတာကလည်းပဲဒီစိဥစ္စာတွေသုံးဆွဲစရာတွေစသစရာတွေပြည့်စုံကြွယ်ဝပြီးတော့နေရင်သူချမ်းသာလာတယ်ဟုတ်တယ်လို့တော့ဟုတ်နေအဲ့ဒါတွေရအောင်လို့အာထုံမှုတွေကလည်းပဲဒါရစေနိုင်တဲ့လုပ်ငန်းဆောင်တာတွေသူကဆောင်ရရတာအာထုံက
သူကလည်းပဲလောကလိုက်တော့ဟုတ်နေတာပါလောကသစ္စာတွေဒါတော့အရိယသစ္စာတော့မဟုတ်ဘူး။တာမန်ပုဂ္ဂိုလ်တွေအများစုပုဂ္ဂိုလ်တွေရဲ့သစ္စာတွေဟောတာတွေကတော့ပုထုဇဉ်သစ္စာတွေခေါ်မယ်ဆိုရင်ခေါ်စရာကောင်းတဲ့သစ္စာဟိုကအရိယသစ္စာခေါ်တာဒါကပုထုဇဉ်သစ္စာခေါ်စရာကောင်းတယ်ပုထုဇဉ်အနေနဲ့တော့သူ့ဟာတွေမှားနေတာပဲလူတိုင်းပြောရင်နားလည်တယ်ညာတော့ကြက်ချက်ပြောခြင်းနဲ့ပြောပြီးနားလည်တာပဲလောကဒုက္ခသစ္စာလောကဆင်းရဲတွေလောကဆင်းရဲကြောင်းတွေလောကဆင်းရဲငြိမ်းပြီးတော့ချမ်းသာတွေဆင်းရဲငြိမ်းအောင်လို့ချမ်းသာအောင်လို့ဘာလုပ်ရမလဲဆိုတဲ့အလုံငန်းဆောင်တာတွေဒါတွေတော့လူတွေနားလည်ပါတယ်ကလေးတွေကစပြီးတော့နားလည်တယ်သူကလွယ်ပဲသူကခဲရင်းမဟုတ်ဒါပေမဲ့လည်းပဲအဲ့ဒီလောကဆင်းရဲတွေအကုန်လုံးငြိမ်းပြီးတော့ချမ်းသာအောင်လုပ်ဖို့ဆိုတာကြတော့တော်မလွယ်ဘူးအဲ့ဒါတော့မှတော့ခက်တယ်ဒါတော့မှအမှန်အထုတ်ကြအမှန်အထုတ်တော့ကြောက်ညိုတဲ့ပုဂ္ဂိုလ်လေးအတော်အသင့်လောက်ပဲချမ်းသာခွင့်ရဒါလည်းတော်ရုံမှာပဲအများအားချမ်းသာခွင့်တော့မရပါဘူးတော်ရုံမဲ့ချမ်းသာခွင့်ရအခုမြတ်စွာဘုရားဟောထားတဲ့အရိယသစ္စာတွေကတော့အရိယတော့သိရတဲ့အမှန်တရားတွေပဲတဲ့ဒါတွေဒုက္ခဆင်းရဲအစစ်မှန်နေတဲ့ဒါတွေကတော့ဆင်းရဲအစစ်မှန်နေလောကဘက်ကနေပြီးချမ်းသာတွေထင်းနေပေမဲ့လို့ဒီအရိယသစ္စာကြတော့ဆင်းရဲတွေဖြစ်လာတယ်လောကဘက်ကနေပြီးခုနကပြောခဲ့တဲ့အတိုင်းသီဘဥစ္စာယတနာနဲ့ပြည့်စုံလို့ဝိညာဉ်နဲ့ပြည့်စုံလို့သုံးဆောင်စရာတရားတွေပြည့်စုံလို့ချမ်းသာနေတယ်ဆိုတာတွေဟာလောကဘက်ကတော့ချမ်းသာတယ်ဒါမဲ့အရိယသစ္စာနယ်ပယ်ဘက်ကနေကြည့်ဒါတွေကလည်းပဲဆင်းရဲတွေပဲသူကဖြစ်ပြတဲ့ယုံနာတရားတွေဆင်းရဲတွေပဲဒါချမ်းသာအစင်မှန်ဟုတ်အဲဒီလောကချမ်းသာကြောင်းနေအာထုတ်တယ်ဆိုတော့ဒီဘဥစ္စာယတနာတွေပြည့်စုံအာထုတ်နေတယ်ဆိုတော့ချမ်းသာကြောင်းနေလောကဘက်ကတော့သူကမှားနေတာအရိယသစ္စာနယ်ပယ်ကနေကြည့်တော့လေဒါတွေကလည်းအမှန်နေမဟုတ်ဘူးသူစိတ်မကောင်းမှုတွေဖြစ်ကြောင်းနေလေတဲ့မှာပါတယ်ကိုယ့်အကိုချမ်းသာအောင်လို့သာလုပ်နေတာကိုသူအမှန်ကြီးတဲ့တရားသဖြင့်ကြီးတွေကမဟုတ်တော့ဒုစရိုက်ကြီးကြောင့်အကုသိုလ်ကြောင့်လည်းပါတယ်ဒါတွေအမှန်နေမဟုတ်အမှန်မဲ့အထုတ်အောင်တော့သံဃာလုံးမြောက်ကြောင်းမဟုတ်တော့သူဟာကတခဏလောက်ချမ်းသာဖို့ကိုအများအားချမ်းသာဖို့မဟုတ်တော့စင်စစ်ချမ်းသာဖို့ရမဟုတ်ပြအောင်ချမ်းသာကြောင်းအစင်မှလည်းမဟုတ်အခုမြတ်စွာဘုရားဟောတဲ့အရိယသစ္စာတရား၄ပါးကတော့ဆင်းရဲဆိုရင်ဆင်းရဲအစစ်မှန်ပဲတဲ့ဖြစ်ပြနေတဲ့သင်္ခါရတွေကအကုန်လုံးဆင်းရဲတော့အဲဒီဖြစ်ပြတဲ့သင်္ခါရဆင်းရဲတွေကိုပဲအလိုရှိတောင်းတာပြီးတွေ့တာပြီးတော့နေတဲ့သဘောကတော့ဆင်းရဲကြောင်းတရားသူရှိလို့ထက်ကလည်းဒီဆင်းရဲတွေနဲ့တွေ့နေဒါတွေအမှန်တွေပဲဒီဆင်းရဲတွေငြိမ်းတာကလည်းဒီဆင်းရဲတွေကိုသာယာနှစ်သက်တွေ့တာပြီးတော့နေတဲ့တဏှာငြိမ်းသွားမှဘဝအသစ်တွေယုံနာခန္ဓာတွေဖြစ်မဲ့တဲ့တခါတည်းငြိမ်းပြီးတော့သင်္ထာဝရငြိမ်းသွားဒါဆင်းရဲငြိမ်းမှအဲဒီဆင်းရဲငြိမ်းမှလို့ရောက်ကြောင်းဖြစ်တဲ့အကျင့်လားမှာအဲ့ဒီကျင့်လားမှာကဘာလဲကြည့်ကြည့်တာအဲ့ဒါဆင်းရဲလည်းသိပါပြီဆင်းရဲကြောင်းလည်းသိပါပြီဆင်းရဲငြိမ်းတယ်ဆိုတာသိပါပြီဆိုရင်ဒီလိုသိုံနဲ့မပြီးသေးဘူးငြိမ်းရကိုဒီငြိမ်းတဲ့သဘောတရားကိုရအောင်ငြိမ်းတဲ့သဘောတရားရအောင်ဘယ်လိုလုပ်ပြီးအားထုတ်ရမလဲဆိုတဲ့နီလန်းလေးသိဝရအလိုလားအဲ့ဒီနီလန်းကိုမေးဘေကဝေယံတို့ဒုက္ခនិရောဓဂာမိနိပฏิပဒါဆင်းရဲဤငြိမ်းရာနိဗ္ဗာန်သို့ရောက်ကြောင်းခြင်းဖြစ်သောအရိယသစ္စာအရိယတို့သိရသောအမှန်တရားဒီကတမင်းစာပဲပါနိဒါလေရမေဝအရိယောတိင်္ဂောမေကောတရားတိတံသမ္မာရိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယာမောသမ္မာသတိသမ္မာသမာဓိအရိယောမြတ်သောအထင်ကြီးကိုအင်္ဂါ7ပါးရှိသောအယမေဝမေကောဤအကျင့်လမ်းပင်သည်မြတ်စွာဘုရားဆင်းရဲခြင်းရသောရောက်ကြောင်းဖြစ်တဲ့အကျင့်လမ်းကဘယ်ဟာလဲဆိုတော့အယမေဝတဲ့ဒါပါပဲအယမေဝဤသည်ပင်လင်သည်အနိဗ္ဗာန်မှာရှိတဲ့ရာဝတ္ထုတစ်ခုကိုလည်းညှိုးထုတ်ပြီးတော့ပြသလိုစုပ်ကင်ပြီးတော့ပြသလိုမြတ်စွာဘုရားအယမေဝမေကောဒီလမ်းမယ်တဲ့ဒါပါပဲဘယ်လိုဟောတာမြတ်စွာဘုရားအနေနဲ့ဆိုရင်ဒီလမ်းကဒီကျင်လမ်းကမိမိကိုယ်တိုင်လည်းတွေ့ထားပြီးသားလက်စွပ်လက်ကရထားပြီးသားဆိုတော့သိတဲ့ဉာဏ်နဲ့အမှန်တန်ထင်ရှားနေဒါကြောင့်ဒါပဲဆိုပြီးတော့ကြားဟုတ်ပါဘူးဒီပြားပါပဲမြတ်စွာဘုရားဤတတိသားဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီကျင်လမ်းကဒီနားလည်ပြီးတော့နေတော့အဲ့ဒီပုဂ္ဂိုလ်တွေအမြင်နဲ့ကြည့်မယ်ဆိုရင်လည်းပဲဒါပဲဆိုရင်သူကထင်ရှားနေပါပြီဒီဥစ္စာပဲလို့ထင်ရှားနေ
အခုတရားအထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်တွေပြောမယ်မေးမယ်ဆိုရင်သူလည်းသင်ကြားနေတာယောဂီပုဂ္ဂိုလ်တွေမှာကမ္မဋ္ဌာန်းဆရာနေပြီးတော့ပြောနိဗ္ဗာန်ရောက်တဲ့ခြင်းဟာဘာလို့ဆိုဟာဒါပါပဲဒီအမှတ်ပါပဲဆိုရင်သူကရှင်းဘေးကပုဂ္ဂိုလ်တော့မသိပြောတဲ့ပုဂ္ဂိုလ်ကလည်းသူကရှင်းနေတာပဲသူအမှတ်ပဲဆိုရင်နေရာပါပဲလို့ပြောရှင်းတယ်နားတော်တဲ့ပုဂ္ဂိုလ်ကလည်းပဲသူတို့ကိုယ်တိုင်ဒီဓဝါ6ပါးဖြစ်ကြုံနာနေကျူမှတ်ပြီးတော့နေတာဒါပဲဒီကျင့်မယ်ရှင်းတယ်ဆိုရလည်းအာမတုဘူးတဲ့ပုဂ္ဂိုလ်တွေဖို့ကတော့ဒါနားလည်မယ်မဟုတ်ဘူးအဲ့ဒါလိုပဲမြတ်စွာဘုရားဟောတဲ့ဒီရမေဝမေကောဒီမဲ့ပဲဒီလားမဲ့ဒီကျင့်မဲ့လို့ဟောတော့မြတ်စွာဘုရားနဲ့တည်းကတတိသားတော်တွေတော့နားလည်နေတာတခြားပုဂ္ဂိုလ်တွေဆိုရင်သူကနားလည်ဖို့ရတယ်မရှိသေးဘူးအဲ့ဒီအကျင့်လားအင်္ဂါ7ပါးရှိပါတယ်အင်္ဂါ7ပါးရှိအဲ့ဒီလမ်းကလည်းပဲမေကောလမ်းဆိုတော့ကိုလမ်းဆိုတာမျိုးမျိုးရှိတာကိုလောကလမ်းနေလည်းပဲလဲလမ်းချီကျင်သွားတဲ့လမ်းယထာလမ်းကာလမ်းစသည်ဖြင့်ဒီလိုလမ်းနေလည်းရှိတာဒါတော့အလုတ်ကိုင်းနေနဲ့ပတ်သက်ပြီးတော့လုတ်ကိုင်းတဲ့နီလန်းနေလည်းသူတို့လည်းမေကခေါ်တာပဲသူတို့လည်းလမ်းနေပါဒါတော့မကောင်းမှုအကုသိုလ်တွေလည်းသူတို့လည်းလမ်းနေပဲပယ်လေးပါးရောက်စီရတဲ့လမ်းငရဲကြောက်စီရတဲ့လမ်းဒိဋ္ဌာစီရတဲ့လမ်းစိတ္တစီရတဲ့လမ်းဒါတွေလည်းလမ်းနေပဲနာယဝါရောက်စီရတဲ့လမ်းမြမစီရောက်စီရတဲ့လမ်းဒါတွေလည်းလမ်းနေပဲအဲဒီလမ်းနေအမျိုးမျိုးရှိပြီးတော့နေတော့ဒါကတော့အရိရောမြင့်မြတ်ကျူစင်မြင့်မြတ်တဲ့စင်ကြယ်တဲ့လမ်းပဲဘုလမ်းနေမျိုးမဟုတ်ဘူးတဲ့ဒါဒီလသာညေကြီးတွေစင်ကြယ်ပြီးတော့မြင့်မြတ်နေတဲ့လမ်းပဲအမှန်တန်ကောင်းတဲ့လမ်းအကောင်းဆုံးလမ်းပေါ်တယ်ဒီလမ်းကတော့အင်္ဂါ7ပါးရှိတယ်တဲ့အဲ့ဒီအင်္ဂါ7ပါးကဘာလဲဆိုတော့သေယတိရံဒီအင်္ဂါ7ပါးရှိတော့အရိယာမဲ့သည်ဝါဤအင်္ဂါ7ပါးသည်သိရတာပဲနည်းဟုမူကားသမ္မာဒိဋ္ဌိမှန်စွာမြင်ခြင်းသမ္မာသင်္ကပ္ပမှန်စွာကြံခြင်းသမ္မာဝါစာမှန်စွာပြောဆိုခြင်းသမ္မာကမ္မန္တောမှန်စွာပြုခြင်းသမ္မာအာဇီဝမှန်စွာအသက်မွေးခြင်းသမ္မာဝါယာမောမှန်စွာအထုတ်ခြင်းသမ္မာတတိမှန်စွာမှတ်ရခြင်းသမ္မာသမာဓိမှန်စွာသုစိတ်တည်ခြင်းအဲ့ဒါ7ပါးပဲအင်္ဂါ7ပါးဒါကအခုဒီမှာတရားထုတ်နေတဲ့ပုဂ္ဂိုလ်တွေကတော့စောစောရတဲ့ဒီမဂ္ဂင်7ပါးတရားဆိုပြီးပြီးသားတွေပါပဲဒါပေမဲ့လည်းသူ့အစဉ်ရောက်တဲ့ခါတော့သာဟောရမှာကြော်သွားလို့လည်းမဖြစ်ဘူးသူကတော့အရေးကြီးဆုံးပိုင်းရောက်နေသမ္မာဒိဋ္ဌိမှန်စွာမြင်ခြင်းနဲ့သမ္မာဆိုတာကမိစ္ဆာတဲ့သမ္မာတဲ့မိစ္ဆာဒိဋ္ဌိဆိုတာမာယွန်းစွာမြင်ခြင်းမှားပြီးတော့အလွဲမဟုတ်တာကိုမြင်မဟုတ်တာကိုသိမဟုတ်တာကိုမြင်အဲ့ဒါမိစ္ဆာဒိဋ္ဌိခေါ်တယ်သမ္မာဒိဋ္ဌိဆိုတော့မိစ္ဆာနဲ့သမ္မာပြောင်းပြန်လို့ဘုရားမဟုတ်တာကိုမြင်ဒီကဟုတ်တာကိုမြင်ရမှာဘုရားမမှန်တာမြင်ဒီကမှန်တာဒါဒီကမှန်စွာမြင်တာပဲအမှန်တိုင်းမြင်မှန်တိုင်းသိတယ်မှန်တိုင်းမြင်ဒါသမ္မာဒိဋ္ဌိပဲဒီသမ္မာဒိဋ္ဌိကလည်းဒီသမ္မာဒိဋ္ဌိဟူသောပုဂ္ဂိုလ်သထဂတာတွေမှာဗဒာနဲ့ရခြင်းရလို့ဆိုဖွင့်ထားပါတယ်သမ္မာဆိုတာကောင်းတယ်ဆိုရင်လည်းရပါတယ်ရှင်းတယ်ဆိုရင်လည်းရရှင်းမွန်အပ်တယ်ဆိုရင်လည်းရအဲဒါကြောင့်သမ္မာဒိဋ္ဌိကောင်းသောအမြင်ကောင်းသောအသိအမြင်ဒီလိုလည်းပါတာပြန်နိုင်တယ်သမ္မာဒိဋ္ဌိရှင်းတယ်သောအသိအမြင်ဒီလိုလည်းပါတာပြန်တယ်သမ္မာဒိဋ္ဌိရှင်းမွန်အပ်သောအသိအမြင်ရှင်းမွန်ပေါ်လာဖြစ်ကြရဲ့ဘယ်လိုဖြစ်ဒီလိုလည်းပြန်နိုင်ပါတယ်သမ္မာကဒါပေမဲ့လို့မိစ္ဆာနဲ့ထောက်ဆကြည့်ရင်တော့ကိုသမ္မာနဲ့မိစ္ဆာဆိုတာသူကပြောင်းပြန်တယ်မိစ္ဆာကမှားနေသမ္မာကတော့အမှန်အမှန်ဆိုတာလည်းပဲဒီအရိယာမေညာပို့လည်းပဲကောင်းပါလေပို့လည်းပဲအဓိပ္ပာယ်ပေါ်လွင်တဲ့သမ္မာဒိဋ္ဌိဆိုတာကောင်းတယ်ဆိုတာကသူအမျိုးမျိုးရှိတာကိုကောင်းတာကတော့ကောင်းတယ်ဆိုတဲ့စကားကကိုနှစ်သက်ရင်သဘောကျရင်ကောင်းနေကြတာကြီးတယ်ကောင်းတာတွေအများကြီးရှိတာကိုဒီဥစ္စာကတော့မှန်ရဒီပြီကမှန်ရဒါကြောင့်မို့ဒီမှာသမ္မာဒိဋ္ဌိမှန်စွာမြင်ခြင်းသမ္မာဒိဋ္ဌိမှန်စွာမြင်ခြင်းဒီသမ္မာဒိဋ္ဌိက5မျိုးရှိတယ်မှန်စွာမြင်တာ5မျိုးရှိတယ်ကာမတက္ကတာသမ္မာဒိဋ္ဌိကာမတက္ကတာသမ္မာဒိဋ္ဌိသံဃာအကျိုးရှိတယ်လို့ယုံကြည်သိမြင်တဲ့သမ္မာဒိဋ္ဌိကောင်းသောအလုပ်ကိုလုပ်ရင်ကုသိုလ်ဖြစ်တယ်ကုသိုလ်ကကောင်းကျိုးပေး
ဒီလိုယုံကြည်တာသမာဓိရှိမကောင်းသောအလုပ်ကိုလုပ်ရင်အကုသိုလ်ဖြစ်အကုသိုလ်ကမကောင်းကျိုးပေးအဲလိုယုံကြည်တာသမာဓိရှိကံရှိတယ်ကံရဲ့အကျိုးရှိတယ်ဒီလိုယုံကြည်သိမြင်တာဟာသမာဓိရှိအဲဒီယုံကြည်သိမြင်တဲ့သမာဓိရသူကကာမတရသမာဓိတဲ့ဒီသမာဓိကတော့သူကတော့ကိုယ်တိုင်တွေ့မြင်တယ်လို့မဟုတ်ပါဘူးဒါကတော့ဆရာသမားတွေညွှန်ကြားဟောပြတဲ့အတိုင်းယုံကြည်ပြီးတော့တရားရှိသွားပြီးတော့ဒီတရားမူလိကဆိုတာတရားရှိသွားပြီးတော့ပြီးယုံကြည်မှုရှိသွားပြီးတော့စဉ်းစားဆင်ခြင်ကြည့်အကြောင်းယုံနဲ့ဆင်ခြင်ကြည့်လို့ရှိရင်လည်းအကြောင်းရှိကျိုးရှိနေတော့ကောင်းကျိုးမကောင်းကျိုးတွေဟာကောင်းတဲ့အကျိုးမကောင်းတဲ့အကျိုးတွေဟာသူအကြောင်းရှိရမှာဒီအကြောင်းကတခြားအကြောင်းမဟုတ်ဘူးကံပဲကောင်းတာလို့ရင်ကောင်းကျိုးဖြစ်တယ်မကောင်းတာလို့ရင်မကောင်းကျိုးဖြစ်တယ်အခုလောလောဆယ်မှာပဲကောင်းတယ်လို့ရင်ကောင်းကျိုးလေးတွေဖြစ်တာကသင်ကြားမကောင်းတယ်လို့ရင်မကောင်းကျိုးဖြစ်တယောက်ကိုသွားပြီးတော့ဆဲလိုက်ရင်ဆဲခံရတယ်လို့အဲ့ဒီမုန်းခံမုန်းတော့မယ်ကြားရင်လည်းဆဲလိုက်သူမကောင်းတာသွားလို့ဆိုတော့မကောင်းကျိုးသူရလူတယောက်ကိုမေတ္တာရှိသွားပြီးတော့အကျိုးကိုဆောင်ရွက်ပြောဆိုခဲ့လို့ရှိရင်ပြုလုပ်ခဲ့လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကကျေးဇူးတင်တယ်ကြီးညိုမယ်လူတတ်နိုင်တယ်ပြန်ပြီးဒီကလာကျေးဇူးတို့ပြန်ပြီးတော့လူတတ်နိုင်တယ်လို့သူဆောင်ရွက်မယ်အဲ့ဒီကျိုးငင်းရကောင်းတာလို့ရှိရင်ကောင်းကျိုးဟာလောကတွေနဲ့ပဲသူထင်ရှားတယ်မကောင်းတာလို့ရင်မကောင်းကျိုးသူကထင်လောကလုံးမှာကောင်းကျိုးတွေမကောင်းကျိုးတွေဟာကောင်းသောမှုမကောင်းသောမှုနဲ့ဆိုင်နေတာပဲကောင်းသောမှုပြုရင်ကောင်းကျိုးရမကောင်းသောမှုပြုရင်မကောင်းကျိုးရအဲဒီလိုစဉ်းစားဆင်ခြင်ပြီးတော့လည်းသဘောကျနိုင်ပါတယ်အဲဒီလိုသဘောကျတဲ့ဥစ္စာအမတရသမာဓိကြီးသမာဓိကြီးသူလည်းပဲမှန်သွားမြင်တာပဲအမှန်တိုင်းမြင်တာဘာလို့လဲတော့ကောင်းတဲ့အမှုမကောင်းတဲ့အမှုကံဆိုတာတကယ်လည်းရှိနေတာပဲလူတိုင်းဒီကံအမှုတွေရှင်းမြောက်တယ်ဒီကံကနေပြီးတော့ကောင်းကျိုးမကောင်းကျိုးပေးနေတာလည်းပဲတကယ်မှားနေတာပဲမှားနေတာတွေမှားနေတဲ့အတိုင်းပဲသူယူဆတာမိဘဆရာသမားတွေကပြောလို့သာသာဖြစ်သာဥကျမ်းဂန်တွေကတွေ့ပြီးတော့ယုံကြည်ယူဆတာပဲဖြစ်ဖြစ်ကိုယ့်အကိုစဉ်းစားယုံကြည်ယူဆတာဖြစ်ဘာပဲဖြစ်သူကအမှုကတော့မှားနေကောင်းမှုပြုရင်ကောင်းမှုကံဖြစ်တယ်ကောင်းသောမှုပြုလို့ရှိရင်ကုသိုလ်ကဖြစ်တယ်ကုသိုလ်ကကောင်းကျိုးပေးမှားနေတာမကောင်းသောမှုပြုလို့ရှိရင်အကုသိုလ်ကဖြစ်တယ်အကုသိုလ်ကမကောင်းကျိုးပေးတယ်အဲ့ဒါမှားနေတာအဲ့ဒါမှားနေတဲ့အတိုင်းအယူအသိအမြင်ဖြစ်သောကြောင့်ဒီလိုအသိအမြင်မျိုးကိုသမာဓိတဲ့မှန်စွာမြင်ခြင်းပဲတဲ့ကာမတရသမာဓိဒီကာမတရသမာဓိကလည်းအရေးကြီးပါတယ်ကာမတရသမာဓိကံကံရဲ့အကျိုးကိုယုံကြည်တဲ့ဒီသမာဓိအယူမြင်ရှိတဲ့ပုဂ္ဂိုလ်တွေကဒါနသီလစိုက်တဲ့ကုသိုလ်ကောင်းမှုတွေပြုကြတယ်ပါဏာတိပါဒစိုက်တဲ့အကုသိုလ်ဒုစရိုက်တွေကသင်ဆောင်ကြအကုသိုလ်ဒုစရိုက်တွေကသင်ဆောင်တိုင်းလည်းဒီကုသိုလ်တရားတွေပွားများတယ်ဒါနသီလစိုက်တဲ့ကုသိုလ်ကောင်းမှုတွေပြုတိုင်းလည်းကုသိုလ်တရားတွေပွားများတယ်ဒီကုသိုလ်တွေကနေပြီးတော့လူဘဝကိုလည်းပို့ပေးတယ်လူချမ်းသာဘဝကိုပို့ပေးတယ်နာဘဝကိုပို့ပေးတယ်နာချမ်းသာဘဝကိုပို့ပေးတယ်လူချမ်းသာနာချမ်းသာတွေပဲကြဒီကာမတရသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေကသမထဘာဝနာအလုပ်တွေအားထုတ်ရင်သမထဇံရတယ်ဒီဇံကနေပြီးတော့ဓမ္မဘဝတွေဖြစ်စေနိုင်တယ်လို့ယုံကြည်တဲ့အဲဒီယုံကြည်တဲ့ကာမတရသမာဓိတွေအကြောင်းပြုပြီးတော့သမထဘာဝနာတွေပွားများလို့ဇံရသွားလို့ရှိရင်အဲဒီဇံကနေပြီးတော့အဲဒီဓမ္မဘုံရောက်တော့ဓမ္မလည်းဖြစ်နေတယ်ဒါကလောကထဲမှာကာမတရသမာဓိနဲ့ကံကံရဲ့အကျိုးကိုယုံကြည်တဲ့အတွက်ကြောင့်ဝိပဿနာဘာဝနာတရားအားထုတ်တယ်ဒါလည်းကာယုံကြီးမှအားထုတ်တာဝိပဿနာကမင်းကာမယုံကြည်တဲ့ပုဂ္ဂိုလ်ပဲအားထုတ်လိုက်တော့ကာယုံကြီးမှသူကအားထုတ်လို့ဖြစ်ကုသိုလ်ကအကုသိုလ်ကရှိတယ်ကုသိုလ်ကအကုသိုလ်ကနေပြီးတော့ဘဝသစ်တွေကျိုးပေးပြီးတော့နေတဲ့ကောင်းကျိုးဆိုးကျိုးတွေပေးနေတယ်ကာယုံကြီးရပြီးတော့ဒီကံနေငြင်းစေနိုင်တဲ့အရိယာမေတရားတွေဆိုတာရှိတယ်အဲဒီအရိယာမေတရားတွေကိုရပြီးသွားလို့ရှိရင်အကုသိုလ်ကဟုသမျှတွေပယ်တယ်ကိလေသာတွေကပယ်တယ်အဲဒီလိုယုံကြည်တာလည်းကာမတရသမာဓိရှိတယ်အဲဒီကာမတရသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေကဝိပဿနာတရားအထုတ်တာပဲတို့မှဒီစီသောဘဝတွေကဘယ်လိုဘဝတွေဖြစ်လာမှမသိဘူးခုဘဝတောင်မှမသိတတ်တဲ့ရွယ်တုန်းကဘယ်လိုရှင်းနေဖြစ်လာတဲ့သဘောကိုပြန်ကျင်လာတော့စဉ်းစားလို့ရတယ်အကုသိုလ်ကံတွေဆိုတာရှိကြတယ်အပြီးပြီးရှိတယ်အသိနဲ့မလိမ္မာတဲ့လိုက်ကျူးမိတဲ့အကုသိုလ်ကံဆိုတာရှိတတ်တာပဲအနည်းနဲ့အများရှိတတ်ဒီစီသောဘဝတွေဆိုတာကတော့ဒါကဘာဖြစ်လာမှမသိဘူးအကုသိုလ်တွေဆိုတာရှိခုဘဝမှာပြုထားတဲ့ကုသိုလ်ကောင်းမှုတွေလည်းအများကြီးရှိကြပါတယ်ဒီကုသိုလ်ကောင်းမှုတွေကြောင့်
ဒီဘဝကတည်တဲ့အခါမှာကုသိုလ်ကောင်းမှုတွေကအကျိုးပေးဖို့ရတယ်များပါတယ်ကုသိုလ်ကောင်းမှုများပြုတဲ့ပုဂ္ဂိုလ်တွေတော်တော်လေးအားကိုးရပါတယ်လူဘဝလို့ရှိရင်လူဘဝဖြစ်ဝင်နာဘဝလို့ရှိရင်နာဘဝဖြစ်ဖို့ရနိစ္စပါဒါပေမဲ့လို့ကိုပြုထားတဲ့မကောင်းမှုအကုသိုလ်တွေဆိုတာလည်းရှိသေးတာပဲကိုယ်အားပြုတာလည်းပဲရှိတာများရှိတာပဲဒီလိုဘဝတွေကလည်းပြုခဲ့တာတွေဟာတာတွေရှိနေတယ်အဲ့တော့ဒီမကောင်းမှုအကုသိုလ်ကလည်းအကျိုးမပေးပဲနေမှာမဟုတ်အကုသိုလ်တွေကလည်းအကျိုးပေးလို့ရှိရင်ပဲအကျိုးပေးမလဲဆိုရင်အပယ်လေးပါးအကျိုးပေးတာသူလားနဲ့သူသွားတာသူကမိစ္ဆာမဲ့ကိုယ်လည်းမဲကတော့မဲကပါပဲမကောင်းတဲ့မဲမိစ္ဆာတွေကစပြီးတော့ချီးရတာကိုသူကမကောင်းတဲ့မဲလားအဲ့ဒါအပယ်လေးပါးငရဲကြသွားနိုင်တယ်သိက္ခာဖြစ်သွားနိုင်တယ်ဒိဋ္ဌာဖြစ်သွားနိုင်တယ်သူတကယ်ဘဝရောက်သွားတယ်အဲ့ဒီအပယ်လေးပါးရောက်သွားလို့ရှိရင်လည်းဒုဘဝပြန်လာဖို့တည်းပြည့်မလွယ်ဘူးဘာလို့လဲဆိုတော့ဒီကနေ့မှာကုသိုလ်စိတ်ကလေးနဲ့သေမှသူဂတိဘဝတွေဆိုတာဖြစ်တာလူဘဝလူဖြစ်တယ်ဆိုတာလိုလည်းမဟုတ်ဘူးခုလူဖြစ်နေရတာတွေအမှန်ကန်ကောင်းလို့ဒီကနေ့မှာကုသိုလ်တော်လေးနဲ့စောပြီးတော့ကုသိုလ်ကံအာယုံလေးတွေကာမနွေအာယုံလေးတွေကံရသွားညထင်ပေါ်တဲ့ဂတိနိမိတ်အာယုံလေးတွေအဲ့ဒီအာယုံလေးတွေထင်ပေါ်ပြီးတော့ဒီအာယုံလေးတွေစွဲပြီးတော့သေးလာလို့ဒီဘဝမှာလူလာဖြစ်နေရတာအဲ့တော့ငရဲဘဝကသေးတဲ့အခါငရဲတ attva ငရဲမိတွေတုံးနေတဲ့လောင်းနေတဲ့ဒါလည်းနှစ်ပေါင်းများစွာကြာကြီးပါပဲငရဲရင်းတွေဘာတွေကမျိုးမျိုးနှိမ့်ဆက်ပြီးတော့ညှင်းပန်းပြီးတော့နေတာအဲ့ဒါတွေဒုက္ခတွေခံပြီးတော့နေဒီချိန်မှာကုသိုလ်စိတ်ဖြစ်ဖို့ခဲကြီးဟာပဲဘိုးခါမပြောနဲ့တော့အခုလူကြီးလောကမှာတောင်မှနာမရှိမစဒုက္ခတွေရောက်နေတဲ့ကကုသိုလ်နှလုံးသွင်းဖို့ရအမှန်ခဲနေတာပဲဒါကတရားနဲ့ကိုယ်ဝယ်သိကပြီးတော့နေတယ်အဲ့ဒါတောင်းမှတဲမလွယ်လာဘူးအဲ့ဒီငရဲကောင်ကအမှန်ကြီးကျဒုက္ခတွေရောက်ပြီးနေတာတွေကသေကံဤမှာကုသိုလ်စိတ်ကလေးနဲ့သိသွားဖို့ရပြင်းသားပဲဒိဋ္ဌာန်နေလည်းဒီလိုပဲဒိဋ္ဌာန်နေလည်းဒီကောင်းတော့သတ်ပြပြီးတော့စားနေဒီတဲ့အခါဒီကောင်းမှုတွေရတဲ့အခါတော့ကြားပါလိမ့်အဲ့ဒါလို့ဆက်လို့ပြရတာများမယ်သူများကစားလို့ဝါလို့အကျိုးပဇတ်တဲ့ပြရမယ်ဟုတ်လားအဲ့ဒီချိန်မှာသေကံဤမှာသေကောင်းလုံးကောင်းလေးနဲ့သိဖို့ခရင်သားပဲဒါနာလည်းမရှိသီလလည်းပဲပြောပါတော့ရှိနေဟုတ်ဒီကျင်ကုသိုလ်တွေလည်းပဲလုံးသွင်းမှုရခရင်ပါလိမ့်မယ်သူကအဲဒီမှာအဲဒီကသေတဲ့ခါလည်းပဲကုသိုလ်စိတ်နဲ့ပြေဖို့ခရင်တာပဲစိတ်ဓာတ်တွေဆိုတာလည်းအမနာကိုဆိုတဲ့ဆင်းရဲငတ်မှုခေါင်းမဒုက္ခတွေရောက်လာသေးတယ်ဒါဒီလည်းသေကံဤမှာစိတ်ကောင်းလုံးကောင်းနဲ့သေဖို့ခရင်ပါလေအဲဒီတော့အဲဒီပယ်လေးဘုံကနေပြီးတော့တခါလူဘဝနတ်ဘဝသုတိဘဝပြန်ရောက်လာဖို့ရမလွယ်ဘူးသူကခက်ကြီးပဲတော်တော်ခက်ရင်လည်းဒါကြောင့်မို့မြတ်စွာဘုရားဟောထားတဲ့ဆိုတော့ကြောက်ကြကောင်းပါလေပင်လယ်ထဲမှာလေကမ်းကြီးတွေ့သူကလည်းနေပေါင်းတရားနေရာနေမှာတစ်ခါနေရာမှသူကကြီးရပေါ့ပင်လယ်ထဲသူသွားကျင်ရတော့ရောက်ကျင်ရရောက်သဘောတုံးကလည်းပဲဒီပင်လယ်ထဲမှာရှိတယ်သဘောတုံးဆိုတာကိုလဲတဘောပေါ့အဲဒီတဘောကြီးတော့ခေါ်တယ်တိုးကြီးထိုးတဲ့အပေါက်ရှိတာအဲဒီတဘောတုံးကလည်းပဲပင်လယ်ထဲညှောကျင်ရပြောသွားလေကမ်းကလည်းပဲဒီပင်လယ်ထဲမှာသူသစ္စာနာနေပေါင်းတရားလောက်နေပါသူတစ်ခါလောက်အဲဒီလိုပေါ်နေတဲ့ဥစ္စာနဲ့တရားတစ်ခါသဘောကြီးကလည်းပဲဒီကံပေါ်မဲ့နေရာတဲ့တဲ့မှာရောက်ပြီးတော့နေလို့ဟုတ်လားသဘောကြီးအပေါက်နဲ့တဲ့တဲ့ကလည်းဖြစ်နေလို့ဒီကလည်းသုံးမိဆွရပေါ်ရတော့ပြုတ်ကနေပေါ်ရတဲ့အခါပြီးသဘောကြီးပေါက်ထဲခေါင်းဝင်ပြီးတော့သွားဖို့ရလွယ်ပါမလားဥပမာပေးခဲရင်ပါဗျာခဲရင်တာပေါ့သူအဲဒီပင်လေကြီးကလည်းကြေကြီးမျောညာမျောနေသေးဒီကလည်းတစ်ခါတစ်ခါမှပေါ်တော့သူလည်းသွားညင်ရသွားနေသဘောကြီးပေါက်ကလေးအချင်းချင်းလေးတဲ့တဲ့ဘက်မှနေဖို့ရတယ်ခဲရင်ပါသေးတယ်ဒီဥစ္စာလိုက်နေရပုတ်လိတ်ကလည်းမသေးဘူးသဘောကြီးကလည်းမပြည့်စည်ဘူးဆိုရင်တော့မြစ်စီလာများကြားတဲ့အခါမှာတစ်ခါပြန်တော့သူမြင်လို့ဆုံးမယ်ဟုတ်တယ်ကာလဆိုတာအပိုက်ချမရှိပဲဟာဟုတ်တယ်တစ်ခါပြန်တော့ဆုံးမယ်လို့ဆုံးမယ်အဲ့ဒါခက်တယ်လို့ပဲဒါလည်းတော့မခက်သေးသေးဆိုပြီးတော့ဟောထားပါလားဒီတိုင်းဆိုရင်တိကျတယ်ကောင်းတယ်ကွာအပေလေးပုံကြသွားတဲ့ပုဂ္ဂိုလ်လူကြီးကျမ်းလာဖို့ဟာခက်ပါတယ်တဲ့သူတိကိုကျမ်းရောက်ဖို့အမှန်တရားခင်းပါတယ်အဲ့တော့မိမိတို့ဘုရားပြုထားတဲ့ကုသိုလ်တွေအားကိုးရပါမယ်အကုသိုလ်တွေကလည်းမကုန်မကင်းသေးတော့ဒီဘဝတွေလည်းအကုသိုလ်ရှိတာများရှိသောဘဝတွေရှိတာများရှိဗာတွေကနေပဲသိချလိုက်လို့ရှင်တူဘဝကျမ်းလာဖို့ပြင်းနေပဲသိတယ်ဆောက်ကြောက်တွေ့သွားမလို့ဖြစ်နေတော့နောက်ပြီးတော့ဒီကုဘဝကနေပြီးကုသိုလ်ကောင်းမှုအကျိုးပေးလို့နောက်ဘဝတွေမှာလူရဲ့နရဲ့လို့ဘဝကောင်းတွေပဲဖြစ်တဲ့ထားပါဦးအဲ့ဒီရှိရဘဝလည်းပဲဘယ်လိုမိဘတွေဘယ်လိုဆရာသမားတွေဗာတွေနဲ့တွေ့နေမှမသိဘူးဘယ်လိုယူဝါဒတွေယူနေမှမသိဘူးအဲ့ဒီရှိရဘဝမှာလည်းပဲအကုသိုလ်မကောင်းမှုကနေမပြုဘူးလို့မဆိုနိုင်ဘူးလို့သာအဲ့ဒီအကုသိုလ်ကနေပြုရင်အဲ့ဒီဘဝကတည်တဲ့ခါကျတော့ဒီလိုကကြနေတယ်ဒီဘဝကုသိုလ်ကလိုက်ပြီးတော့ကယ်နိုင်လာမယ်မဟုတ်ဘူးအဲ့ဒါကြောင့်အပယ်လေးပါးကိုကြနိုင်တဲ့သွမ်းတတိမကုံသေးတဲ့ညကာလပါလုံးဟာရှင်ကြောက်เสียကောင်းတယ်လို့ပဲပေးကြည့်မြင်ပြီးတော့ဝိပဿနာဘာဝနာတရားဆိုအားထုတ်ကြတာဒါကာမတ္တသမာဓိတိယူရှိတဲ့ပုဂ္ဂိုလ်တွေအားထုတ်တာပဲကံကံရဲ့အကျိုးကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေအားထုတ်တာကံကံရဲ့အကျိုးမယုံကြည်တဲ့ပုဂ္ဂိုလ်တွေကသူကနောက်ဘဝသံဃာတွေဘာမှရှိမှမရှိပဲဟာကုသိုလ်အကုသိုလ်ကံတွေလည်းမရှိဘူးတဲ့ဘယ်မှာသူကြားထုတ်မလဲ
ခုနပြောတဲ့ဘယ်လေးဘုံတို့ဘယ်လေးဘုံကြာနေတာတော့ဘယ်လေးဘုံကနေပြီးလူဘဝကိုပြန်ရခဲ့တဲ့ဆိုတာဒါတွေလည်းသူယုံကြည်မရှိဘူးအဲ့ဒါတွေယုံကြည်မရှိလို့ချင်းသူဘာမှအထုတ်ကြမလို့သူကတော့အဲ့လိုဖြစ်နေတယ်အခုဝိပဿနာတင်ဘာဝနာတရားအထုတ်တယ်ဆိုတာအခုပြောတဲ့ကာမတရာသမာဓိဒီကံကံအကျိုးယုံကြည်လို့အထုတ်တာဒါကြောင့်မို့ဒီကာမတရာသမာဓိကြီးလည်းပဲသမာဓိတိအမှန်တိုင်းမြင်ရင်သူလည်းပဲဒိဗ္ဗံရောက်ကြောင်းဖြစ်တဲ့မဲခင်တရားတစ်ပါးပါပဲတဲ့ဒါမဲခင်တရားတစ်ပါးကာမတရာသမာဓိနောက်ဇာနာသမာဓိဇာနာသမာဓိဆိုတာဇာစိတ်ထဲမှာပါတယ်ဇာစိတ်ထဲမှာဉာဏ်တရားပညာတရားဆိုတဲ့တရားပါသူကတော့ဇာရိုးရိုးဆိုရင်တူတူတူသိတာမရှိပါဘူးဘိညာဉ်ကိစ္စတတ်တဲ့ခါတော့သူလည်းတူတူတူသိဒေဝစကုဘိညာဉ်ဆိုသူကမြင်နိုင်တယ်ဒေဝသောတာဆိုသူကလည်းဘုံလုံးလျှောက်ပြီးကြားနိုင်တယ်တေတောပရိယဆိုသူများသိတွေကိုသိနိုင်တယ်ပုပ္ပိနိဝါဒဆိုရှင်းပွားအောင်နေသိနိုင်တယ်အဲတော့ဣတိဝိဒကတော့ကာကာလတွေနဲ့ညှို့ကြည့်လို့သိနိုင်တယ်အဲဒါကဇာနာသမာဓိတိခေါ်ဝိပဿနာသမာဓိတိဝိပဿနာသမာဓိတိဆိုတာဝိပဿနာရှုတဲ့ခါကာလဖြစ်တော့ကြောင်းမှပြောမေဃသမာဓိတိဒါအရိယာမေညာပဲဒါလည်းတော့ကြောင်းမှဆက်ပြောအလသမာဓိတိကိုညာမယ်မေဃနေဖြစ်တော့တဲ့အကျိုးအဲဒါ၅ခုရှိတယ်ကာမတရာသမာဓိတိဇာနာသမာဓိတိဝိပဿနာသမာဓိတိမေဃသမာဓိတိအလသမာဓိတိ၅ခုအကယ်၍ဖလမထဲပဲနဲ့ပစ္စုပ္ပန်ထဲရင်ပစ္စုပ္ပန်သမာဓိတိဒီလိုလည်း၅ခုပဲအကုန်လုံးပေါင်းရင်တော့6ခုရှိတယ်အဲဒီသမာဓိတိ5မျိုးပြည့်ပါတယ်အဲဒီနေရာမှာဘယ်လိုဟာကိုသမာဓိတိခေါ်ပါသလဲဆိုတာကိုမြတ်စွာဘုရားအကျေချက်ပြီးတော့ဟောတာကတမသဘိက္ခဝေသမာဓိတိဘိက္ခဝေယံတို့သမာဓိတိမန္စွာမြင်ခြင်းသည်ကတမသဘေဘာနိမန္စွာမြင်တဲ့ဆိုတာပါလေမန္စွာမြင်တဲ့သမာဓိဆိုတာကပါလေယံခောဘိက္ခဝေဒုက္ခေညာဏံဒုက္ခသမုဒယညာဏံဒုက္ခនិရောဓညာဏံဒုက္ခនិရောဓဂ ामि နိယပရိပရာယညာဏံအယံဩဇတိဘိက္ခဝေသမာဓိဘိက္ခဝေယံတို့ဒုက္ခေဆင်းရဲ၌ယံခောညာဏံကျင့်သိဉာဏ်နှင့်၎င်းဒုက္ခသမုဒယဆင်းရဲကြောင်းတရား၌ယံခောညာဏပင်ကျင့်သိဉာဏ်နှင့်၎င်းဒုက္ခនិရောဓဆင်းရဲငြိမ်းရာ၌ယံခောညာဏကျင့်သိဉာဏ်နှင့်၎င်းဒုက္ခនិရောဓဂ ामि နိယဒုက္ခဤသူရာသို့ရောက်ကြောင်းဖြစ်သောပฏิပဒါယကျင့်၌ယံခောညာဏကျင့်သိဉာဏ်နှင့်၎င်းအတ္တိရှိဘိက္ခုယံတို့အယံဤအသိဉာဏ်ကိုသမာဓိတိမှန်စွာမြင်ရင်ဟူ၍ဥစ္စတိခေါ်ဆိုအပ်ပေ၏သမာဓိတိဆိုတာအဲ့ဒါပဲတဲ့မှန်စွာမြင်ဒုက္ခကိုမြင်တာသမာဓိသမုဒယကိုမြင်တာသမာဓိနိရောဓကိုမြင်တာသမာဓိမေဃကိုမြင်တာသမာဓိကိုကဲကဲကြောင်းဒုက္ခကိုမြင်တာသမာဓိသမုဒယကိုမြင်တာသမာဓိနိရောဓကိုမြင်တာသမာဓိမေဃကိုမြင်တာသမာဓိဒါကအတွေ့အကြုံမှရအောင်အသစ္စာလေးပါမြင်တာပါပဲသစ္စာလေးပါမြင်တာသမာဓိဒါတို့ရုပ်ပါဒတာပါအဲတော့ဘုရားကပြောခဲ့တဲ့သမာဓိ5ပါးတဲ့ကာမတရာသမာဓိဒီသစ္စာလေးပါးတဲ့တဲ့မှမှတော့မရဘူးဒုက္ခကိုမြင်တယ်လို့လည်းပဲမဆိုနိုင်ပုရိယကိုမြင်တယ်လို့လည်းသူမဆိုနိုင်နိရောဓကိုမြင်တယ်လို့သူမဆိုနိုင်မေဃကိုမြင်တယ်လို့လည်းသူကသိကြရဆိုလို့မသိဘူးသူသိတာကသံဃာရဲ့အကျိုးကိုယုံကြည်တာသို့တော်လည်းပဲဒီသစ္စာလေးပါးတရားပြီးတဲ့ဥစ္စာတွေဟာကာမတရာသမာဓိကြီးအရင်ကနေတော့မကင်းဘူးကာမတရာသမာဓိကြီးအခြေခံဖြစ်နေသူကတော့အရိယမေဃသစ္စာကြီးသူကမူလဘုဒ္ဓဖြစ်မူလမေခင်အခြေခံမယ်မူလပုပ္ပအရိယသုံးဝမေခင်မြတ်ဖြစ်ပွားစေတဲ့ဤမေခင်ပြည့်ဝင်နေပါတာဘုညာဆောင်ဖို့စီတာမေခင်ဆိုတာ၃မျိုးရှိတယ်မူလမေခင်ပုဗ္ဗဘာကမေခင်အရိယမေခင်၃မျိုးမူလမေခင်ဆိုတာကကာမတရာသမာဓိကြီးကံကံရဲ့ကျိုးယုံကြည်သိမြင်တဲ့သမာဓိကြီးအရင်ခံပြီးတော့ရှိတဲ့ကုသိုလ်တိုင်းမှာပါဝင်တဲ့မေခင်တရားတွေပေါ့အဲ့ဒါတွေကမူလမေခင်လို့သူကအရိယာမေဖြစ်ဖို့ရာမှာသူအခြေခံမဲ့အခြေမြစ်ပဲသူမပါလို့ရှိရင်ဖြစ်လို့မဖြစ်နိုင်ဘူးဒီကံကံရဲ့ကျိုးမယုံကြည်လို့ရှိရင်ဘာမှမဖြစ်နိုင်ဘူးအဲ့ဒါဒီဥစ္စာမူလမေဘုဗ္ဗဘာဂမေခင်ဆိုတာရှင်းဖို့ကအရိယာမေမဖြစ်ခင်ကအရိယာမေရဲ့ရှင်းတော်ပြီးရှင်းပိုင်းပေါ်တယ်ဒါကတော့ဝိပဿနာမေခင်တွေပါဘုဗ္ဗဘာဂမေ
အရိယာမဲခင်ဆိုတာကတော့အရိယာမဲစိတ်ထဲမှာပါဝင်တဲ့အဲ့ဒီ7ပါးတရားတွေမူလပုဗ္ဗအရိယ3ဝမဲခင်ဘဝစေနေဤမဲခင်ပြည့်ဝင်နိဗ္ဗာန်တာကဲဆိုရမောင်းတော့ကြောကြမှာတခါဆိုရမူလပုဗ္ဗအရိယ3ဝမဲခင်များဖြစ်ဘဝစေနေဤမဲခင်ပြည့်ဝင်နိဗ္ဗာန်တာအမဒရာသမารိတိအရင်ခံတဲ့အဲ့ဒီတရားအလုံးစုံကုသိုလ်တရားတွေအရင်ကမဲ့သူကမူလမဲခင်အရိယာမဲခင်ဖြစ်ပေါ်ရသူအရင်ကအရှင်းမြစ်ဘဝဘာဂမဲခင်နဲ့ဝိပဿနာမဲဝိပဿနာယူခိုက်မှာပါဝင်တဲ့တရားတွေအရိယာမဲရဲ့ရှိတော်ကြီးပဲအရိယာမဲဖြစ်မယ်ဆိုရင်ဝိပဿနာမဲကစပြီးတော့အားထုတ်ရဝိပဿနာမဲတွေပြည့်စုံတဲ့အခါကျမှအရိယာမဲကသူ့လိုလိုဖြစ်တယ်အရိယာမဲခင်ဆိုတာကတော့အရိယာမဲစိတ်နဲ့တွဲပြီးတော့ဖြစ်တဲ့မဲခင်7ပါးတရားသူကတော့မဲခင်တရားအစစ်ပါအဲ့ဒါမဲခင်3ဆင့်ရှိအဲ့ဒီမဲခင်3ပါးကိုသင်တိုင်းပွားများသွားလို့ရှိရင်နိဗ္ဗာန်ကိုရောက်ပါတယ်လို့ဆိုလိုတယ်ဓမ္မကမူလမဲခင်ခေါ်တဲ့ကာမတ္တသမာဓိအရင်ခံပြီးတော့ဒါနသီလစိုက်ပြီးကုသိုလ်ကောင်းမှုတွေကိုတတ်နိုင်တဲ့ပွားများအားထုတ်ဒါလည်းနိဗ္ဗာန်ရောက်ကြောင်းနေတယ်ဘုရားလောင်းနေကဘာလေးသိင်ရှိတဲ့ကဘာသိင်ကာလပါလံပါရင်ကြီးဖြစ်ကျင်နေတယ်ဆိုတာဒီမူလမဲခင်နဲ့ဖြစ်ကျင်နေတာပဲမူလမဲခင်နဲ့တို့ဒါနပါရင်ကြီးပြလိုက်သီလပါရင်ကြီးပြလိုက်ဒါတွေလို့သာကံကျိုးကိုယုံကြည်လို့ကုသိုလ်ကောင်းမှုပြီးရင်ကုသိုလ်ဖြစ်တဲ့ကောင်းကျိုးတွေရတယ်ဒီကောင်းမှုတွေပြုသောအားဖြင့်ဘုရားဖြစ်ရနိုင်တဲ့သဗ္ဗညုတဉာဏ်ကိုရနိုင်တယ်ဆိုယုံကြည်တဲ့ကာမတ္တမာရိတိအရင်ခံပြီးတော့ကုသိုလ်ကောင်းမှုတွေပြုနေတာအားထုတ်တယ်အဲ့ဒါအားထုတ်လို့ပါရမီတွေပြည့်တဲ့အခါမှာသူကဘုရားတရားအဲ့ဒါမူလမဲခင်ကအရင်ကဒီးလာမူလမဲခင်ကဒီးလာပြီးတော့ဝိပဿနာရှုတဲ့အခါမှာဝိပဿနာမဲခင်ဖြစ်တယ်ဘုရားလောက်မှလည်းဘောဓိမယောယတနာပလင်တော်ပေါ်မှာသေဝဘုဂ္ဂိထိုင်နေပြီးသေသသမုပ္ပါဒ်စဉ်းစားသိရင်ဒီခန္ဓာ၅ပါးတွေအဖြစ်အပျက်ကိုရှုတဲ့အခါမှာလည်းဘုရားဘာမဲခင်နေရှင်းသိရင်ပုဂ္ဂိုလ်တွေလည်းဒီလိုပဲဝိပဿနာရှုတဲ့အခါအထုတ်တဲ့အခါမှာဒီတိုင်းရှိတဲ့ဘုရားဘာမဲခင်နေရှင်းအဲဒီဘုရားဘာမဲခင်နေပြည့်စုံတဲ့အခါကျတော့အရိယာမေဖို့တွေရောက်တယ်ဖြစ်ပွားစေနေမဲခင်ပြည့်ဝင်နိဗ္ဗာန်တော့သင်တိုင်းပွားသွားလို့ရှိရင်နိဗ္ဗာန်ကိုရောက်နိုင်ပါရဲ့အခုကာမတ္တရာသမာဓိဋ္ဌိသာနာသမာဓိဋ္ဌိဆိုတာလဲဒါကဝိပဿနာရဲ့အခြေခံမဲ့သံတရားကိုရတဲ့ပုဂ္ဂိုလ်တွေသာအခြေခံပြီးဝိပဿနာရှုသွားရင်များဝိပဿနာဉာဏ်နဲ့ပြည့်လွယ်တာပေါ့ဝိပဿနာသမာဓိဋ္ဌိဆိုတာပုဗ္ဗဘာကမဲခင်မေဃသမာဓိဋ္ဌိဆိုတာကတော့အရိယာမဲခင်အလားသမာဓိဋ္ဌိဆိုတာအကျိုးတရားရောက်သွားပြီအဲဒီထဲမှာအခုဒုက္ခေညာနာဒုက္ခေဆင်းရဲ၌ညာနာယံခောညာနာကျင်ပြီးတော့ညာသည်အတ္တိရှိဒုက္ခကိုသိတဲ့ညာသမုဒယကိုသိတဲ့ညာနိရောဓကိုသိတဲ့ညာမေဃကိုသိတဲ့ညာဒါတွေကဘယ်လိုလုပ်သိတာလဲဆိုရင်သိပုံကသူကကျင့်ကြံအားဖြင့်နှမျိုးပေါ့ပုဗ္ဗဘာကရှင်းဖို့ကသိပုံကတစ်မျိုးအရိယာမေခဏသိပုံကတစ်မျိုးရှိပါတယ်အရိယာမေခဏမှာတော့ဒီမဲ့ငယ်ထိုက်တဲ့သမာဓိတရားသမာဓိနဲ့တကွာသိတဲ့တရားတွေအကုန်လုံးပါပဲအဲ့ဒီသမာဓိမဲ့ခင်ဟာအရိယာမေခဏမှာတော့နိဗ္ဗာန်ကိုသူကမျက်မှောက်တွေ့မြင်ပြီးတော့သိတာနိဗ္ဗာန်ကိုမျက်မှောက်တွေ့မြင်ပြီးတော့သိ။ဒါနဲ့ဒုက္ခသမုဒယမေဃဆိုတဲ့သစ္စာ၃ပါးရှိ။အဲဒီသစ္စာ၃ပါးတော့ကိစ္စပြီးသောအခြင်းပြီးတယ်။ဒီသူကိစ္စတော့និရောဓိအာရမဏនិရောဓိနိဗ္ဗာန်၌និရောဓိဆင်းရဲချုပ်အပ်ဖြစ်သောနိဗ္ဗာန်နှင့်အာရမဏတော့အာရုံပြုသောအခြင်းပြီးနေပြီးတော့ပါတယ်။ဒီသူသုံးပါးသောသစ္စာတို့၌ကိစ္စတော့ကိစ္စကြီးသောအခြင်းပြီးသွားတယ်။အရိယာမဖြစ်တဲ့အခါမှာဆင်းရဲခြင်းနဲ့နိဗ္ဗာန်ကိုသူကမျက်မှောက်တွေ့တာကိုဆင်းရဲခြင်းနဲ့နိဗ္ဗာန်နဲ့ကိုယ်ကရောက်သွားတယ်လို့ဆင်းရဲခြင်းနဲ့နိဗ္ဗာန်ကိုတခါတဲ့ကိုယ်တိုင်တွေ့အခုဟောတဲ့ပြောတဲ့အခါကာလတွေစဉ်းစားဆင်ခြင်တဲ့အခါကာလတွေမှာတော့နိဗ္ဗာန်နဲ့ကိုယ်နဲ့ကတခြားပြီပဲနိဗ္ဗာန်ဆိုတာဟာဘာတော့နိဗ္ဗာန်ဆိုဆင်းရဲတွေငြိမ်းတာပဲဆိုတော့ကိုယ်ထဲမှာလည်းရှိတာမဟုတ်ဘူးကိုယ်လည်းတွေ့နေတာလည်းမဟုတ်ဘူးဒီခိုက်တာမှာလည်းနိဗ္ဗာန်ကကိုညာနဲ့ဝင်နေတာလည်းမဟုတ်ဘူးလိုပဲအမြင်မျှနဲ့သူကသိတယ်လို့တော့အောင်းမရတာပဲဆင်းရဲတွေငြိမ်းတာဟာနိဗ္ဗာန်ပဲတဏှာငြိမ်းတာဟာနိဗ္ဗာန်ပဲဘဝယုံနာခန္ဓာတွေဖြစ်ပေါ်ပဲနဲ့ငြိမ်းသွားတာနိဗ္ဗာန်ပဲလို့ပြောတော့ဒီလည်းသိရပါတော့ဒါပေမဲ့အဲ့ဒါကတော့မျက်မှောက်တွေ့ပြီးတော့သိတာမဟုတ်ဘူးသူကသုတ္တမယညာအချင်းသဘောကျပြီးတော့သိသွားရုံများပဲရှိတယ်သူသေချာကိုယ်တိုင်တွေ့ပြီးတာမဟုတ်ဘူးအရိယာမညာဖြစ်တဲ့အခါကာလကျတော့
နိဗ္ဗာန်နဲ့ဝင်ရောက်သွားသလိုနိဗ္ဗာန်ကိုလည်းလက်စွပ်လိုက်တဲ့နေရာတွေ့ပြီးတော့သိတာကိုဒါကြောင့်အာရမဏတော့အာယုံပြုပြီးတော့ကိုသိတာအာယုံပြုတာလည်းသာမန်အာယုံပြုတာမဟုတ်သစ္စိတိယမျက်မှောက်ပြုလို့အားဖြင့်မျက်မှောက်တွေ့ပြီးတော့တဝါပေါ်တင်ပြီးတော့ဒီရာဝတ္ထုကိုလေ့ကျမြင်ရတယ်လို့ပဲဒါတော့မှမြင်ရတာကဟိုကိုယ်ရနေပါသေးတယ်မြင်ရတဲ့ဝတ္ထုကတရားကိုယ်ကတရားနိဗ္ဗာန်ကိုမျက်မှောက်တွေ့တဲ့အခါဆိုတာနိဗ္ဗာန်နဲ့ဝင်ရောက်ပြီးတော့သွားတယ်လို့သူကယုံနာသင်္ခါရကြီးတဲ့သဘောနဲ့ဝင်ရောက်သွားတယ်လို့ဒီသဘောကိုဝေကြထင်ကြကြသိသွားအဲ့ဒါမေခဏမှာသမာဓိဋ္ဌိကသစ္စာလေးပါးသိရဆိုတာဟာအဲသစ္စာလေးပါးတဲ့ကနိရောဓသစ္စာခေါ်တဲ့နိဗ္ဗာန်တော့ပြင်အာရုံပြုပြီးမျက်မှောက်သိပါတယ်။ဉာဏ်နဲ့သစ္စာတွေတော့ဘောဆိုတော့ဒုက္ခကိုပဲနဲ့လို့ဒီခိုက်တာတစ်ချိန်နဲ့တော့ဒုက္ခတွေတော့မဖြစ်နိုင်ဘူး။သမုဒိယဆင်းရဲတွေလည်းသူအာရုံပြုနေတာမဟုတ်ဘူး။စဉ်းစားဆင်ခြင်နေတာမဟုတ်ဘူး။မေဃသစ္စာခေါ်တဲ့မေဃရှိပါတရားတွေလည်းစဉ်းစားနေတယ်စဉ်းစားလို့ဖြစ်တာမဟုတ်ဘူး။နိဗ္ဗာန်မဲ့သူအာရုံပြုမျက်မှောက်ပြုသွားတာ။ဒါပေမဲ့နိဗ္ဗာန်တွေ့တာနဲ့အဲ့ဒီသစ္စာလေးပါးကိုလည်းပြဉ္ဉ္ကိစ္စပြီးသွားပါတယ်။ကိစ္စတော့ဒီသူကိစ္စတော့ဒီသူသုံးပါးသောသစ္စာတော့နာကိစ္စတော့ကိစ္စပြီးတော့အပြင်ကိစ္စပြီးပြီးတော့ပြီးဘယ်လိုပြီးတယ်ဆိုဒုက္ခသစ္စာကိုပိုင်းခြား၍သိရမယ်အဲ့ဒါကိစ္စတခုဒုက္ခသစ္စာကိုသိခြင်းကိစ္စဆိုတာပိုင်းခြားပြီးတော့သိရသမုဒယသစ္စာကြတော့ပယ်ရမယ်မဲကကြတော့ပွားစီရမယ်ဘာဝနာကိစ္စပွားစီတာဟာသူကိစ္စနိဗ္ဗာန်ကိုမျက်မှောက်တွေ့လိုက်တဲ့ပုဂ္ဂိုလ်မှာနိဗ္ဗာန်ငြိမ်းတဲ့သဘောအကောင်းဆုံးငြိမ်းဆုံးအေးဆုံးတရားကိုတွေ့တော့ဒီမှာတစ်ပါးသောတရားတွေဟာဖြင့်ဆင်းရဲတွေပဲဆိုပေါ်လာတာဖြစ်ပြတဲ့မြတ်သင်္ခါရဒုက္ခသစ္စာတွေယုံနာသင်္ခါရငြိမ်းနေတဲ့သဘောကသူကဖြစ်ပြတဲ့သဘောမရှိဖြစ်ခြင်းမရှိပြည့်ခြင်းမရှိဘူးအစဉ်သာဝရခါရငြိမ်းအေးပြီးနေတဲ့သဘောအဲငြိမ်းတဲ့သဘောမတွေ့ခင်တုန်းကသောသောပိုင်းကဝိပဿနာကျူနေတဲ့အခါဖြစ်လိုက်တွေတွေ့နေရဥမာအပြင်နေဝရလာတဲ့ပုဂ္ဂိုလ်ကြောင့်တွေကောင်းကောင်းကြီးနေဝရကလာနေဝရသွားနေရတော့နင်းရတာပေါ့ပြီးသစ်ပင်အောက်ကျိုးကျတဲ့နေဝရနေရတာလည်းသက်သာတယ်ကောင်းတာအဲဒီသစ်ပင်အောက်ကနေပြီးတော့သူ့ရဲ့အရေးအာဝါဒကောင်းတဲ့သစ်ပင်အောက်တစ်ခါရောက်အဲ့ဒီကျရင်သူပို့ပြီးတော့ကောင်းတယ်နောက်အမှန်တန်ကောင်းတဲ့ဒီအမှန်တန်အေးမြတဲ့တိုက်ကြီးတွေအဲဒီတိုက်ကြီးတွေမှာအေးမြပါရတဲ့ဒီကလေးများလည်းတိုက်ပြီးတော့တရားထိုင်ရင်ကောင်းနဲ့ထိုင်ပြီးတော့နေရလို့ရှိရင်ကောင်းဆုံးနေရာရောက်အဲဒီတော့ကောင်းဆုံးအေးဆုံးနေရာရောက်တော့ပြန်စဉ်းစားလိုက်လို့ရှိရင်ပထမကနေဘူးတဲ့သွားနေရတဲ့ဆင်းရဲတော့ဒါကတော့စောစောရပြီးနေတယ်နေဘူးတဲ့ကနေပြီးသစ်ပင်ကျိုးလို့ကျတဲ့သစ်ပင်ဝင်လိုက်တယ်ဆိုရင်သက်သာခွင့်ရတာကောင်းတယ်လို့အောက်မရတာဒါပေမဲ့လို့အဲ့ဒါသူ့တဲ့ကောင်းတဲ့သစ်ပင်ကြီးရောက်လာတဲ့ခါကျတော့သူ့ဟာလည်းပဲသစ်ပင်အောင်လည်းသူကကောင်းလာပါပြီအရေးကောင်းတဲ့သစ်ပင်အောင်မှနေရတော့ကောင်းလာပါဒါပေမဲ့သူပြောတဲ့အတိုင်းမနာကောင်းတဲ့တိုက်ကြီးမနာအေးမြနေတဲ့နေရာမှာတခါလဲပြင်းပြင်းလေးနဲ့နေရာထိုင်ကောင်းခင်ကောင်းကောင်းနဲ့တခါလဲထိုင်ပြီးတော့နေရာတခါပို့ပြီးတော့ကောင်းအဲ့ဒါကိုတွေ့သွားရင်ရှိကတွေ့ခဲ့တယ်ကောင်းတယ်ဆိုတာရောမကောင်းတာရောဘုလုံးမကောင်းတာကြီးပဲလို့ဆိုတာသင်ကြားတယ်ဒါဘာကြောင့်လို့ထင်ကြတယ်ဆိုအကောင်းဆုံးနေရာလေးသူရောက်သွားတယ်ကောင်းတဲ့နေရာရောက်တော့မကောင်းတာကိုကြည့်တယ်ဟိုကအားရမကောင်းတာအကြီးတွေ့နေရလို့ရှိရင်အကောင်းမတွေ့ရတော့အဲ့ဒီမကောင်းတာတွေထဲမှာနည်းနည်းသက်သာခွင့်ရတဲ့ဥစ္စာလေးတွေကောင်းတယ်လို့ပဲသင်ရတာအဲ့ဒါလိုပဲဒုက္ခရနေတဲ့တ attva တွေဟာကောင်းဆုံးဖြစ်တဲ့နိဗ္ဗာန်ကမတွေ့ရသေးဘူးမတွေ့ရသေးတော့တောင်းကောင်းတာလေးတွေလည်းကောင်းတယ်လို့အောင်းမရတယ်လူချမ်းသာတွေနာချမ်းသာတွေဆိုတာဒီလိုဥစ္စာတွေနဲ့ပြည့်စုံပြီးတကရာစားတောက်လို့နေထိုင်လို့ကောင်းတာလေးတွေဒီသာထိုင်တာရှိနေတာလေးတွေတို့အာယုံကောင်းလေးတွေနဲ့တွေ့နေရတာလေးတွေဒါလေးတွေပဲသူကအကောင်းထင်နေရတယ်သူတဲ့ကောင်းတာကမတွေ့ရသေးပဲဟာဒါလေးကောင်းနေတာဒီပါဏာရှိတဲ့ခါကလာလည်းဒီလိုပဲဒီပါဏာရှိတဲ့ခါကလာမှာမကောင်းတာတွေလည်းတွေ့ရတယ်ကောင်းတာတွေလည်းတွေ့ရတယ်ညီသက်သက်နဲ့ဒီလိုမျိုးပဲကျွမှပြီးတော့ကောင်းနေတာလေးတွေကောင်းတယ်လို့ပဲအောင်းမိရတယ်ကောင်းနေတာပါပဲဒါပေမဲ့နောက်ဆုံးယုံနာသင်္ခါရငြိမ်းတဲ့နိဗ္ဗာန်ကိုတွေ့ရတဲ့အငြိမ်းနဲ့တွေ့ရတဲ့ခါကျတော့ဟိုဟာတွေကောင်းတယ်ဆိုတာဘာမှမပြောရလို့ဒီပဲတကယ်ငြိမ်းနေတဲ့သဘောကတကယ်ကောင်းတယ်တကယ်ကောင်းတဲ့အငြိမ်းတွေ့လိုက်တော့ဟိုရှိကတွေ့ခဲ့တဲ့ဟာတွေကအကုန်လုံးမကောင်းတာတွေဆင်းရဲတွေပဲလို့ဆိုသင်ကြားတော့အငြိမ်းနဲ့နိဗ္ဗာန်ကိုမျက်မှောက်ကိုယ်တိုင်တွေ့လိုက်ရင်သူ့လောက်မကောင်းတဲ့ဥစ္စာတွေမှန်ပြအကုန်လုံးဟာမကောင်းတာတွေဆင်းရဲတွေပဲဆိုတာသိနိုင်ပါတယ်စားစရာစားရတွေရှိတယ်တောင်းကောင်းတဲ့စားစရာတွေလည်းရှိတယ်မကောင်းတာတွေလည်းရှိတယ်ကောင်းကောင်းမစားနိုင်တဲ့ပုဂ္ဂိုလ်တွေမှာမကောင်းတာတွေစားရတဲ့ကနေပြီးတောင်းကောင်းတာတွေစားရလို့ရှင်ရတာရှိတယ်လို့ရှင်ရတာပဲသို့တော်လည်းအကောင်းဆုံးဖြစ်တဲ့ရတာသွားစားပြီးလို့ရှင်တော့ဟာရှိရတို့စားနေတဲ့ရတာတွေလည်းကားပဲဘာမှမကောင်းဘူးဒီရကမကောင်းတာပဲဆိုတာသိရဒီပြီးပဲပြင်မုံပဲရှိတယ်အကောင်းဆုံးမစားဘူးသေးတဲ့အကောင်းဆုံးသွားစားလိုက်မိတယ်ရှိကစားလာခဲ့တဲ့ဥစ္စာတွေကတခါအညံ့နေမှသူကတင်ပြတယ်အဲ့ဒါလိုပဲအကောင်းဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုတွေ့လိုက်တာနဲ့ရှိကတွေ့ခဲ့တဲ့ဟာတွေဟာတောင်းကောင်းတဲ့လက်တွေမှာပါတယ်အဲ့ဒါတွေအကုန်လုံးမကောင်းတဲ့ဥစ္စာတွေပဲဆင်းရဲတွေပဲဆိုတင်ပြသွားပါတယ်
ဖြစ်ပြတဲ့နေရာသင်္ခါရဒုက္ခသစ္စာတွေဖြစ်ပြနေတဲ့နေရာမှာညာအကုန်လုံးဆင်းရဲတွေကြီးတယ်ပဲဖြစ်လိုက်ပြလိုက်နဲ့ဘာမှအာမကုရတဲ့တရားတွေပဲဆိုတာညာထဲမှာသင်ကြားတော့ပါတယ်တဲ့ဒါကြောင့်အကောင်းဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုအာရုံပြုပြီးသိရုံနဲ့ဒုက္ခဆင်းရဲတရားကိုလည်းပဲပိုင်းခြားပြီးတော့သိသွားပါတယ်အဲတော့သမုဒိယကိုလည်းပဲပယ်ခြင်းကိစ္စပြီးပါတယ်ဓမ္မကကောင်းဆုံးကိုမွေးပါနိုင်ရင်တော့ကတော့မကောင်းတဲ့ဆင်းရဲတွေလည်းအကောင်းထင်နေတာကိုအကောင်းထင်တော့လူကျင်တာပဲနှိမ့်သက်သားရတာပေါ့ဥပမာချင်းလူတို့တယောက်ဟာကိုယ်အကျိုးမဲ့ကိုကြံစည်နေတဲ့ပုဂ္ဂိုလ်တယောက်ပြုလုပ်နေတဲ့ပုဂ္ဂိုလ်တယောက်ဆိုတော့ဘုရားမသိဘူးပုဂ္ဂိုလ်မိတ်ဆွေကောင်းထင်သူတွေကိုဆောင်ရွက်နေတယ်လို့သူတွေကထင်နေအဲ့ဒီလူအားကိုးတယ်ဒီလူကိုအနာမှာအများအားရှိနေတယ်ဒီလူနဲ့မကွဲမကွာလို့ဒီလူကိုခင်မင်တွေ့တာပြီးတော့နေတယ်ဘာကြောင့်လဲအဲ့ဒီပုဂ္ဂိုလ်ရဲ့အဖြစ်ကိုသူမမြင်လို့ပဲကြောင်းအားလည်းဆိုတနေ့ကျတော့အဲ့ဒီပုဂ္ဂိုလ်ကိုအကျိုးမဲ့တွေပြုနေတယ်ဆိုတာသိချာသိသွားတယ်ဆိုပါလားသိသွားတယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ပေါ်မှာကြည့်ရခင်မင်တာမျိုးတွေပဲပြီးတော့ခင်မင်တော့တွေ့တာတော့ဒီပုဂ္ဂိုလ်နဲ့အတူကိုမနေကျင်တော့ဘူးအဲ့ဒါလိုပဲတဲ့ဒီမှာသင်္ခါရတွေဆင်းရဲတွေကိုအကောင်းထင်နေရင်တော့ဒါတွေပါရမှုဖြစ်နေတာသင်္ခါရဆင်းရဲတွေဟာမကောင်းဘူးဆိုတာသိသွားတဲ့လူတွေမှာခင်မင်တွေ့တာမှုဟာသူ့လိုလိုနေတယ်နိရောဓနိဗ္ဗာန်ဆိုတဲ့နိရောဓသစ္စာအကောင်းဆုံးတွေ့လျရတော့သိပညာတွေအကုန်လုံးဖြစ်ပြနေတဲ့မှန်များဘာမှမကောင်းဘူးအာကိုးစရာတရားတွေမကောင်းတဲ့တရားတွေပဲလို့ပြည့်တဲ့နေတဲ့တိုင်းနဲ့အဲ့ဒါတွေအပေါ်မှာခင်မင်တွေ့ရတဲ့သမုဒိယအလိုလိုကင်းသွားတာလေအဲ့ဒါသမုဒိယသစ္စာကိုပယ်ခြင်းကိစ္စပြီးသွားတာတဲ့ဓမင်းတွေကပဲနေရတာမဟုတ်ဘူးဟိုမှာအကောင်းသိတာနဲ့မကောင်းတာတွေအပေါ်မှာခင်မင်တွေ့တာမှုသူ့လိုလိုပြောက်သွားအစတုန်းကတော့အဲ့ဒီမကောင်းတာတွေကိုပဲအကောင်းနေလို့ရှင်းပြီးတော့ခင်မင်တွေ့တာမှုပါရမှုရှိနေတယ်လူချင်းမှုတောင်းတမှုရှိနေတယ်အဲ့ဒီအာယုန်နဲ့မခွဲခြင်းဒီအာယုန်နဲ့မျက်မှောက်တွေ့ရလေကောင်းနေလေထင်းနေတာကိုအားဖြင့်တွေ့ကြုံတတ်တဲ့ဥစ္စာဥပမာတွေပါဒီလိုတော့စားရခွန်စားတယ်ဒီလိုဟာတွေရှိတယ်အဲ့ဒါတွေကြီးကကောင်းတယ်လို့ထင်နေတော့သူစားတောင်းနေတာနောက်ဆုံးတစ်နေ့ကျတော့ကိုယ့်အကိုဆင်ញင်ပြီးတော့ပြည်သူများကပြောလို့ရှိတယ်ကြပြီးတဲ့အခါကျတော့ပြန်စဉ်းစားကြည့်ကောင်းမှသူကြည့်အဲ့ဒါတွေပေါ်မှာခင်မင်းတို့တာမှုမရှိဘူးစားတော့မှဆိုရင်ဒီစေလီတို့ကိုယ်တို့စားပြီးကိုကြိုက်တဲ့စာရတယ်နေရကြအောင်ရှားဖွယ်ဒုက္ခတွေရောက်တာမသိခဲ့ဘူးနောက်ကောင်းကောင်းကြီးပြနေတဲ့အခါကျစဉ်းစားလိုက်တော့မှမသိလို့ငါဒါတွေအကောင်းမှပြီးတကလားသားရနေတာပဲပြန်စဉ်းစားလိုက်တဲ့အခါကျဘာမှသာကြဘာမှလူချင်းမနစ်တဲ့ဘောကြီးသူကသူပေါ်တယ်အဲ့ဒါလိုပဲနိဗ္ဗာန်ချမ်းသာအကောင်းဆုံးကိုတွေ့လျရတော့ဖြစ်ပြနေတဲ့ယုံနာသင်္ခါရတွေမကောင်းမှုဆိုတာသိမကောင်းမှုဆိုတာသိသလောက်အဲ့ဒီသင်္ခါရတွေပေါ်မှာသင်တော်တာမရှင်းဘူးအဲ့ဒါသမုဒယသစ္စာပယ်ခြင်းကိစ္စပြီးသွားတာမေဃသစ္စာပွားစေခြင်းကိစ္စမေဃသစ္စာပွားစေခြင်းကိစ္စကတော့နိဗ္ဗာန်ကိုသိနေတာကမေဃသစ္စာပဲအဲ့ဒါမိမိတဏ္ဍာတကယ်ဖြစ်လို့တကယ်သိတာဒါပွားစေခြင်းကိစ္စသူကပြီးနေပါဘူးမဖြစ်ရင်သိကိုမှမသိနိုင်ပဲမေဃသစ္စာတရားကိုတဏ္ဍာမဖြစ်ရင်နိဗ္ဗာန်ကိုတွေ့ကိုမတွေ့နိုင်ဘူးနိဗ္ဗာန်တွေ့တယ်ဆိုတဲ့ကမေဃသစ္စာမိမိတဏ္ဍာဖြစ်နေတာပဲဥပမာဆိုတာမျက်စိကမြင်နေဆိုရင်မြင်မှုလေးကိုယ်တဏ္ဍာဖြစ်နေတာနားကကြားတယ်ဆိုရင်ကြားမှုလေးကိုယ်တဏ္ဍာတကယ်ဖြစ်နေတာအဲ့ဒါလိုပဲနိရောဓသစ္စာနိဗ္ဗာန်ကိုမြင်တယ်ဆိုတဲ့ကမြင်တဲ့တရားလေးမေဃသစ္စာလေးမိမိတဏ္ဍာပွားပဲဒါပွားစေခြင်းကိစ္စကလည်းကြီးသွားပါတယ်အဲဒီကိစ္စကြီးတော့အားဖြင့်ပစ္စ၃ပါးကိုပြီးတယ်တဲ့အရိယာမေခဏရှေးဖို့မှာဆိုလို့ရှိရင်တော့ရှေးဖို့မှာဆိုလို့ရှိရင်တော့ဥက္ကဟပရိပု္ပ္ပသဝနဓာရဏသမတနာပฏิဝေသောဥက္ကဟသင်ယူပြီးတော့လည်းသိရမယ်သင်ယူဆိုတာသစ္စာလေးပါးတရားတွေကိုကြက်မှတ်ပရိပု္ပ္ပသတဲ့အနေနဲ့ပဲမင်းများပြီးတော့လည်းသိရမယ်သဝနကြားနာပြီးတော့လည်းသိရမယ်ဓာရဏဆောင်ပြီးတော့လည်းသိရမယ်သမတနာသုံးသပြုပြီးတော့လည်းသိရမယ်၅မျိုး၅ခြင်းရှိပါတယ်ပရမရှိဥစွာသစ္စာလေးပါးတရားကိုသင်ကြားရမယ်ဒုက္ခသစ္စာဆင်းရဲတရားသမုဒယသစ္စာဆင်းရဲကြောင်းတရားနိရောဓသစ္စာကဆင်းရဲငြိမ်းရာတရားမေဃသစ္စာကဆင်းရဲငြိမ်းရာကြောင်းတရားအဲ့ဒါတွေဥက္ကဟသင်ယူပြီးတော့လည်းသူကသိနိုင်ပရိပု္ပ္ပဇာနဲ့တွေလည်းမေးပြီးတော့လည်းသိနိုင်ပြီးတော့ဘဝနာဒါနာပြီးတော့လည်းသိနိုင်တယ်ဒါရဏဆောင်ပြီးတော့လည်းသိနိုင်ဆောင်ထားတဲ့ဆိုတာကတော့ဒါနှုတ်တဲ့ကြားတာတွေမှတ်ထားရမှာဒါကိုဆိုတော့စိတ်ထဲမှာစောင့်မှတ်တယ်သမတနာသုံးသတ်တယ်သုံးသတ်တာကတော့ဝိသစ္စာတွေဒါလည်းသုံးသတ်လို့ဖြစ်တယ်ဒါက၄မျိုးထဲမှာ၂မျိုးကဝိသစ္စာတွေ၂မျိုးကတော့ဝိဝတ္တသစ္စာဒုက္ခနဲ့သမုဒယကဝိသစ္စာပဲတဲ့ဒါကတော့လဲနေတာသမုဒယရှိလို့ဒုက္ခဖြစ်ဒုက္ခမြည်ပြီးတော့သမုဒယဖြစ်သမုဒယရှိလို့ဒုက္ခဖြစ်ဒုက္ခမြည်ပြီးတော့သမုဒယဖြစ်ဒီလိုလဲနေတာဆိုဝိသစ္စာလောကထဲမှာသူသက္ကတကဖြစ်နေတယ်သူကဆင်းရဲသစ္စာတွေ
သူကဆင်းရဲတဲ့အကျိုးဝင်တဲ့သစ္စာဒုက္ခသစ္စာသမုဒယသစ္စာဆိုတာပုဂ္ဂိုလ်တိုင်းမှာလည်းရှိတယ်ဝိသစ္စာနိရောဓသစ္စာနဲ့မေဃသစ္စာဆိုတာဝိဝဒသစ္စာကိုဝိကင်းတဲ့သစ္စာပေါ့သံဃာလေခြင်းကိုပြည့်စေရတဲ့သစ္စာတို့ကတော့သံဃာမလဲဘူးဝိကင်းတဲ့သစ္စာအဲဒီဝိကင်းတဲ့သစ္စာကတော့ဘာမှပုဂ္ဂိုလ်တွေမှာကိုယ်ပိုင်ညာနဲ့မသိနိုင်ပါဘူးသုဒ္ဓမယညာပိဏမယညာတော့ပဲရှိတာနိရောဓသစ္စာဆိုတာဟာဘယ်လိုဟာပဲလို့ဆိုတာကျမ်းဂန်နေရာအချင်း၎င်းဆရာသမားတွေပြောတာဟုတ်ကိုမှတ်သားသောရာအချင်း၎င်းကြားနာသောရာအချင်းတော့ပဲသိရတာနိရောဓသစ္စာအိဋ္ဌံကန္တမနာပံမေဃသစ္စာအိဋ္ဌံကန္တမနာပံအဲဒီလိုဆရာသမားတွေပြောလို့ဟောလို့ကြားရတာပဲတဲ့ဒီလောက်ကြားရင်လည်းပဲပြီးပါတယ်လူကတော့ဒီလောက်ပဲတတ်နေတာပဲပုထုသင်ကတည်းလည်းပုံမတတ်နိုင်ရာမထုတ်ခင်အရိယာမေဖို့မရောက်သေးခင်ကတည်းလည်းပို့ပြီးတော့မသိဘူးဒီလောက်ပြီးတာပဲနိရောဓသစ္စာတွေကန္တာနှစ်တဲ့အာဤဣဋ္ဌံလိုလားအာဤကန္တာနှစ်တဲ့အာဤနာပံစိတ်လုံးကိုတိုးပွားစေတာဤဣဋ္ဌံကန္တာမနာပံလိုလားအပ်တဲ့တရားနှစ်တဲ့အပ်တဲ့တရားစိတ်လုံးကိုတိုးပွားစေတဲ့တရားဉာဏ်တို့အပ်တဲ့တရားလိုလားနှစ်တဲ့ဉာဏ်တို့အပ်တဲ့တရားပဲနိဗ္ဗာန်အရိယာမေဃသစ္စာဆိုတာလည်းပဲလိုလားနှစ်တဲ့ဉာဏ်တို့အပ်တဲ့တရားပဲဘယ်လိုသုဒ္ဓမေညာမြသိထားမယ်ဆိုတော့အဲ့ဒါတော့ကတော့လည်းပဲတရားထုတ်တဲ့ပုဂ္ဂိုလ်တွေသိကြတာပဲဒါတော့မှမသိရင်တရားထုတ်လို့တော့မဖြစ်ဘူးနိဗ္ဗာန်ဆိုတာအကောင်းဆုံးပဲဆိုတာကလေးငယ်ငယ်တွေကစသိတာပဲအမေတရားပူတဲ့နိဗ္ဗာန်တရားကိုရပါလို့ဤမြတ်မောပြပါလို့ဤဆိုပြီးတောင်းနေတာဩဃာလဘုရားရှိခိုးသင်္ကြန်ကနေမှမိဘတွေဆရာသမားတွေအသင်ပေးတာကိုနိဗ္ဗာန်အကောင်းဆုံးဆိုပြီးတော့အမေတရားပူတဲ့နိဗ္ဗာန်တရားမချမ်းသာဘူးတဲ့နိဗ္ဗာန်ချမ်းသာရပါလို့ဤဆိုပြီးတောင်းတာအဲဒီသူတောင်းတာနဲ့ကလေးငယ်ငယ်တွေကစပြီးတော့သိတာနိဗ္ဗာန်ဆိုတာကောင်းတယ်မေဖို့တရားဆိုတာကောင်းတယ်လို့သိတယ်တော်ကြည့်လာတဲ့အခါဆရာသမားတွေပြောတာဟောတာကြားတော့နိဗ္ဗာန်ဆိုတာဟာအလုံးစုံဆင်းရဲတယ်လို့သိရတာအခုလောကမှာရုပ်ရှိတော့ရုပ်ကိုမြင်ပြီးတော့ဆင်းရဲမှုတွေဖြစ်ရတယ်အဲ့ဒါတွေအကုန်လုံးမရှိဘူး။အာကြည့်လို့သိဉာဏ်တရားမြင်ပြီးတော့ဆင်းရဲမှုတွေဖြစ်ရတယ်အဲ့ဒါလည်းနိဗ္ဗာန်မှာမရှိဘူး။ယုံနာအကြောင်းပြုပြီးဖြစ်ပေါ်တဲ့ဆင်းရဲတွေကိုလည်းအကုန်လုံးမရှိဘူးမကောင်းတာတွေကိုလည်းအကုန်လုံးမရှိဘူးဆိုတော့ဒါကောင်းတယ်ဆိုတာသင်ကြားလာတာပေါ့အခုဘဝတည်းတရားလည်းဆင်းရဲတယ်အဲ့ဒါမရှိဘူး။ကိုယ်ရလို့ဆင်းရဲတယ်အဲ့ဒါမရှိဘူး။ကျမ်းမှာယောဂဝေဒနာတွေမျိုးမျိုးဖြစ်ရလို့ဆင်းရဲတယ်အဲ့ဒါတွေမရှိဘူး။ကြာပွေရလို့ဆင်းရဲတယ်အဲ့ဒါတွေမရှိဘူး။ပုဂ္ဂိုလ်အတွက်သိရင်ရတယ်ပင်ပန်းရတယ်။သူများကိုယ်အတွက်သိရင်ရတယ်ပင်ပန်းရတယ်အဲ့ဒါတွေ။အဲဒီပုဂ္ဂိုလ်တွေကနေပြီးနှိမ့်ဆက်လို့အမျိုးမျိုးဆင်းရဲတွေနဲ့တွေ့ရတယ်အဲ့ဒါတွေမရှိဘူး။ဒီနေ့ကြလို့ကျင်တဘွားသိရတာကိုနောက်ဆုံးသာကြသိရအဲ့ဒါလည်းမရှိဘူး။ဒါတော့လောကအလိုမရှိရတဲ့ဆင်းရဲတွေကိုလည်းအကုန်လုံးဘာမှမရှိဘူးနိဗ္ဗာန်ဆိုတာပြီးတော့ကောင်းတာပဲပြီးတော့သဘောကျတာမိလိနာမင်းကအရှင်နာဂသိကိုမေးတယ်မိလိနာပညာသင်ဖျားတဲ့နိဗ္ဗာန်ကိုမတွေ့သေးတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်ကောင်းတယ်ဆိုတာသိနိုင်မှာမလားအနေဒါရှင်နာသင်္ကပြသိနိုင်ပါတယ်မင်းကြီးဘယ်လိုသိမလဲဗျာအာဥပမာနဲ့ပြောမယ်ကြောက်ကျိုးနေတဲ့ပုဂ္ဂိုလ်တယောက်တည်းကြောက်ကျိုးနေတာသူကြောက်ကျိုးနေသူတော့ဒုက္ခတော့တွေ့နေတာပဲဒီတော့မကျိုးရင်ကောင်းတယ်ဆိုတာသူမသိရဘူးလားသူတော့မကျိုးတာတော့မဟုတ်သူတော့ကျိုးနေတာဒါကြောင့်မကျိုးရင်တော့ကောင်းတယ်ဆိုတာသူမသိပြီဘူးလားတဲ့သိပါတယ်ဒါလိုပါပဲတဲ့နာယောဂဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်တဲ့နာယောဂဝေဒနာဖြစ်လို့သူ့မှာဒုက္ခတွေရောက်နေနာယောဂဝေဒနာတွေပျောက်သွားလို့ရှိရင်ကောင်းတယ်ဆိုတာသူမသိပြီဘူးလားတဲ့သူတော့မပျောက်သေးဘူးပေါ့ပျောက်ရင်ကောင်းတယ်ဆိုတာမသိပြီဘူးလားသိပါတယ်ဒါလိုပါပဲတဲ့အဲဒီဥပမာတွေမကောင်းတာတွေကိုညာအကုန်လုံးပေးမကောင်းတာတွေနဲ့တွေ့နေတဲ့ဒုက္ခတွေတွေ့နေတာတွေဟာဒီဒုက္ခတွေအဲ့ဒါတွေမရှိရင်ကောင်းတယ်ဆိုတာတော့သိနိုင်ပါတယ်သူတော့မတွေ့သေးဘူးပေါ့အဲ့ဒါမှန်းစာပြီးသိနိုင်ပါတယ်တဲ့အဲ့ဒါလိုပဲတဲ့ခုလောကထဲမှာအိုခြင်းနာခြင်းသိခြင်းစိုက်ပြီးတော့မကောင်းတာတွေဆင်းရဲတွေရှိနေတယ်တဲ့ဒီဆင်းရဲတွေဟာအကုန်လုံးနိဗ္ဗာန်မှာမရှိဘူးကောင်းတယ်နိဗ္ဗာန်ကောင်းတယ်မသိနိုင်ဘူးလားအဲဒီတော့သိနိုင်ပါတယ်ကြားလို့ပြရတာအဲ့ဒါလိုပဲတော်တော်ကြီးပြင်းလာတဲ့အခါဘုသူရရှိလာတဲ့အခါကျတော့တရားကြားနာရတာလောကမှာရှိတဲ့ဆင်းရဲတွေအကုန်လုံးမရှိတာဟာနိဗ္ဗာန်ပဲနိဗ္ဗာန်မှာဒီဆင်းရဲတွေအကုန်လုံးမရှိဘူးကောင်းတယ်ဆိုပြီးတော့သဘောကျတာမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကသုပ္ပဝါဒဆိုတဲ့အမျိုးသမီးကြောက်လောကဓမ္မရာဝန်တိုင်းဒီဘဝရဲ့ကိစ္စနဲ့သွားပြီးဒီကလာတွေ့တော့ဆင်းရဲတွေအများကြီးကြောက်ပါတယ်ဆင်းရဲတွေအများကြီးကြောက်ကျိုးတရားကမပွားနိုင်တော့အကြာကြီးဆင်းရဲတွေခံနေရ9 နှစ်9 လ 9 ရက်ဆိုတော့9 နှစ်9 လကိုဝန်ဆောင်ပြီးဒီကလာမိဘတဲ့အခါ9 ရက်ဒုက္ခတွေရောက်အဲဒီဒုက္ခတွေရောက်ပြီးတော့နေတော့သူဘယ်လိုနှလုံးသွင်းတယ်လဲဆိုတော့မြတ်စွာဘုရားဟာလည်းပဲသမ္မာသမ္ဗုဒ္ဓဝတ္တဘောကို
ဣမတာဒုက္ခတာနိရောဓဒီမြတ်စွာဘုရားသမ္မာသမုဒ္ဒအလုံးစုံသောတရားတွေကိုယ်ပိုင်ဉာဏ်နဲ့မှန်တဲ့သိတာဟုတ်ပါပြီလေ။ဘာကြောင့်လဲဆိုရင်ဘုရားဒီဆင်းရဲမျိုးတွေအကုန်လုံးကြီးတဲ့နိဗ္ဗာန်သူဟောတာပဲ။ဒီဆင်းရဲတွေကမကောင်းဘူး။ဒီရုပ်တွေရှိနေလို့ဒီဆင်းရဲတွေတွေ့ရဒီနာနေရှိလို့ဒီဆင်းရဲတွေတွေ့ရငါကိုလည်းငင်းဒုက္ခတွေရောက်နေရတယ်ဒီရုပ်ရှိလို့ပဲ။ယုံနာနာမရှိဒီဆင်းရဲတွေမရောက်နိုင်ဘူး။အဲဒီဆင်းရဲတွေငြိမ်းတဲ့နိဗ္ဗာန်တရားမြတ်စွာဘုရားဟောတာ။ဒီဘုရားဟာသူအလုံးစုံသောတရားတွေသူကိုယ်တိုင်တွေ့ပြီးတော့မှန်တိုင်းသိပြီးသူဟောတာဟုတ်ပါပြီလေ။မြတ်စွာဘုရားဟောကြားတော်မူတဲ့နိဗ္ဗာန်တရားဆိုတာလည်းတကယ်ကောင်းပါပြီလေ။ဘာကြောင့်လဲဆိုရင်အဲ့ဒီနိဗ္ဗာန်တရားမှာအခုဆင်းရဲမျိုးမရှိဘူး။ဒီယုံနာနေမိမိဖြစ်တဲ့ဆင်းရဲမရှိဘူး။ကိုယ်ထဲမှာရှိတဲ့ယုံနာနေရှိနေလို့ယုံနာညဒုက္ခတွေရောက်နေတာကိုသာသာမရှိရင်ဒီဒုက္ခပဲရှိမှာဒုက္ခမရှိနိုင်ဘူး။ဒုက္ခဤတရားဖြစ်တဲ့ယုံနာကရှိနေတော့ဒီမှာဒုက္ခတွေလာဒုက္ခပင်တွေပေါ့။ဒီယုံနာဒုက္ခတွေအကုန်လုံးငြိမ်းတဲ့တရားပဲတဲ့နိဗ္ဗာန်တရားဟာကောင်းပါပြီတဲ့။မြတ်စွာဘုရားဤတပိသသံဃာတော်တွေဟာလည်းကောင်းသောအကျင့်နဲ့ပြည့်စုံပါပြီတဲ့။ဘာဖြစ်လို့လဲဆိုလို့ချင်းဒီဒုက္ခတွေငြိမ်းအောင်လို့ဆိုကျင့်နေတာပဲ။တကယ်အရေးကြီးတဲ့တကယ်မကောင်းတဲ့ဆင်းရဲတွေငြိမ်းအောင်လို့ကောင်းဆုံးအလုပ်တွေသူတို့လုပ်နေကြတာပဲ။အဲတော့ဒီလိုလုပ်ရတဲ့ပုဂ္ဂိုလ်တွေဝန်သားပြန်နာကောင်းတာပေါ့လားအကြောင်းညွှန်လို့လုပ်ရတာ။ဒီဆင်းရဲတွေငြိမ်းတဲ့ခြင်းကကျင့်ရခဲ့ကြီးသူက။ကံကောင်းလို့ကျင့်ရတယ်။ကံမကောင်းတဲ့ပုဂ္ဂိုလ်တွေမကျင့်နိုင်ဘူး။ကျင့်ဖို့ရအခွင့်အရေးကိုမရနိုင်ဘူး။တချို့ဒီလိုကျင့်ဖို့တရားကြားတော့မကြားရဘူး။သိတော့မသိရဘူး။ဒါကမကောင်းလို့တချို့ကြားတော့ကြားနာပါရဲ့။သို့တော်လည်းပဲမကျင့်နိုင်ဘူး။ကျင့်ဖို့ရအခွင့်အရေးမရနိုင်ဘူး။တနည်းနည်းနဲ့သူကအနောက်ချက်တွေကျင့်။ကံကောင်းတဲ့ပုဂ္ဂိုလ်တွေမှတရားကျင့်ရ။ပြီးတော့ဒီဆင်းရဲတွေငြိမ်းအောင်လို့ကျင့်နေတဲ့မြတ်စွာဘုရားတပည့်သားတွေဟာလည်းအမှန်တန်ကိုကောင်းသောကျင့်နေကျင့်နေတာပဲ။မြတ်စွာဘုရားဒီယုံနာဆင်းရဲတွေငြိမ်းအောင်လို့ဟောတာဟာသူအမှန်တိုင်းပြီးလို့ဟောနေတာပဲ။ဘုရားဟောတဲ့နိဗ္ဗာန်မှာဒီလိုဆင်းရဲတွေဒီလိုဆင်းရဲတွေငြိမ်းတာဟာကောင်းတဲ့တရားပဲဒီနိဗ္ဗာန်။ပြီးတော့ဆင်းရဲတဲ့နိဗ္ဗာန်ရအောင်လို့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေဟာလည်းကောင်းသောကျင့်နေကျင့်နေတာပဲ။ဒါဘုရားကုံတရားကုံသံဃာကုံအောင်ပြုဖို့သုံးနည်းပဲ။အဲဒီမှာလည်းဆင်းရဲငြိမ်းတဲ့နိဗ္ဗာန်ကိုကိုယ်တိုင်မတွေ့ရမယ်လို့သူဆင်းရဲခြင်းတဲ့နိဗ္ဗာန်ဆိုတာကောင်းတယ်ဆိုတာသိနေတာမဟုတ်ဘူးမတွေ့သေးဘူးလည်းကောင်းတယ်ဆိုတာသိနေတယ်မှားစားခြင်းဒီဆင်းရဲတွေဘုံလုံးငြိမ်းတာကောင်းတာပဲအဲဒီဆင်းရဲခြင်းကအလကားတော့ငြိမ်းမှာမဟုတ်ဘူးဆင်းရဲခြင်းရရောက်ဖို့ရအကျင့်ကလည်းကြည့်ရအောင်ပါဘူးအဲတော့ဆင်းရဲခြင်းရတကယ်ရောက်တဲ့အကျင့်ဟာလည်းပဲကောင်းတဲ့အကျင့်ပဲလို့ဆိုတာသိရမှာပေါ့ကျင့်တဲ့ကြံလည်းအားထုတ်လိုက်လို့ရှိရင်တခါတည်းငြိမ်းသွားမယ်ဒီကျင့်ဟာအကောင်းဆုံးပေါ့လို့ဒီလောကမှာခုနပြောတဲ့လောကဆင်းရဲတွေငြိမ်းအောင်လို့အလုပ်ကိုင်နေလုပ်ရတယ်ဒီနေ့တည်းမြတ်ဉာဏ်သာသာနဲ့သာတော်နေနေအောင်လို့တခါလဲဒီနေ့တည်းတည်းလုပ်လိုက်တာနေစဉ်ကသာဖို့တော့ကိုရနေစဉ်ကကြတော့တခါအားထုတ်လိုက်တဲ့ဘက်ခါဖို့ဆိုတာမျိုးဝညစာတွေနေစဉ်လုပ်နေရတယ်တချို့အသက်ဘေးရနဲ့သိမကြတဲ့နေရာတွေတောင်သွားရတာပဲဒီမလားကိုပင်မမခံပြီးအားထုတ်ရတယ်အဲ့ဒါတောင်မှမလွယ်မကင်းတာလည်းလုပ်ရသေးတာပဲဝမ်းမြောက်ဝမ်းသာနဲ့တခါလဲတချို့ချင်းတော်ဆိုပြီးအဲ့တော့အခုသံဃာလုံးနှိမ့်ဆက်ပြီးတော့နေတဲ့ဒီဆင်းရဲတွေအကုန်လုံးငြိမ်းသွားမယ်ဒီလိုငြိမ်းစေရတဲ့အကျင့်ပဲဆိုတာအမှန်ကောင်းတဲ့အကျင့်ပေါ့မေဃသစ္စာအိဋ္ဌံကန္တမနာပါမေဃသစ္စာတွေသိပါရောက်ကြောင်းကျင့်မယ်ဒီပါကြောင်းကျင့်ဟာအိဋ္ဌံနဲ့လိုရှိရတဲ့တရားပဲလူတိုင်းလိုရှိရတယ်လိုရှိခြင်းလိုရှိရမယ်တရားဝါဒနာမပါဘူးဆိုပြီးတော့မလိုချင်ရမယ်တရားမဟုတ်တကယ်ကိုလိုချင်ရမယ်တရားမသိတော့ဘောဘယ်နဲ့ဝါဒနာမပါရမလဲသူကဆင်းရဲခြင်းနဲ့ဆင်းရဲခြင်းမှုရလုံငါမယ်သူကအကောင်းကြီးဟာလောကမှာစာရေးတော်ရင်နေထိုင်ရေးအလုပ်တွေလို့ဝါဒနာမပါဘူးဆိုပြီးမလုပ်ဘဲနဲ့စီးပွားဥစ္စာပဲကြတော့မလဲအစားကြလည်းရှိမှာမဟုတ်ဘူးဝါဒနာမပါလို့မဖြစ်ဘူးသူကနှစ်သက်ရတဲ့တရားတဲ့တကယ်နှစ်သက်ရတဲ့တရားနှစ်သက်တင်နှစ်သက်ထိုက်တဲ့တရားနှစ်သက်တင်ပဲနဲ့နှစ်သက်နေတာမဟုတ်ဘူးတကယ်ကိုနှစ်သက်ထိုက်တဲ့တရားပဲမနာပါစိတ်လုံးကိုပွားစီတဲ့မြတ်လို့ရတဲ့တရားပဲတကယ်ကိုမြတ်တလို့ပြုရတဲ့တရားအမြတ်လို့ရဆုံးတရားပဲအဲဒီလိုသိဖို့ကနိရောဓသစ္စာနိဗ္ဗာန်တရားမေဃသစ္စာအရိယမေတရားအဲ့ဒီတရားတွေကကောင်းတယ်လို့ဆိုတာသိထားတယ်အဲ့ဒါသဝနာဉာဏခြင်းဓာရဏဆောင်ထားခြင်းအဲ့ဒါတော့ဉာဏထားဖို့ရလိုပါတယ်တဲ့နိဗ္ဗာန်ဆိုတာကောင်းတယ်အရိယမေတရားဆိုတာကောင်းတယ်ဆိုတော့တော်တော်ကြီးကျင်းလာတဲ့ခါကျတော့ဒါလေးတွေကြားသိရတာကိုတရားထုတ်တဲ့ပုဂ္ဂိုလ်ကဒီလိုပြီးတော့အားထုတ်တာပဲမသိရင်ပဲအားထုတ်လိမ့်လို့နိဗ္ဗာန်ကောင်းတယ်နိဗ္ဗာန်ရောက်တဲ့အခြင်းဟာကောင်းတယ်အဲ့ဒါကိုအဲ့ဒီနိဗ္ဗာန်တရားအရိယမေတရားတွေရအောင်လို့အားထုတ်တော့ဘာအားထုတ်ရမလဲဆိုတော့ဝိသစ္စာနှစ်ပါးအားထုတ်ရတယ်ဝိတေကမ္မထာနာဘိနိဝေသောဟောတိဝိတေနတ္တိဘိနိဝေသောဝိတေဝိသစ္စာနှစ်ပါးနဲ့ကမ္မထာနှလုံးသွင်းအားထုတ်ခြင်းသည်ဟောတိဖြစ်ဝိတေဝကင်းရာဖြစ်သောသစ္စာနှစ်ပါးနှလုံးသွင်းအားထုတ်ခြင်းသည်နတ္တိမယ်စီတရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာဝိသစ္စာနှစ်ပါးကိုပဲရှိပြီးအားထုတ်ရတယ်ဝိဝတ္တဖြစ်တဲ့နိရောဓသစ္စာတရားမေဃသစ္စာတရားတွေတော့ရှုအားထုတ်ရတာမဟုတ်ဘူးတဲ့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့အားထုတ်ရတာမဟုတ်မေဃသစ္စာအာရုံပြုအားထုတ်ရတာမဟုတ်ဘူးလို့ဆိုရဲတချို့ကဘာလဲမပြုတော့
အဲဒီလိုဟာတွေမသိတော့တခါတည်းတရားထုတ်တာနိဗ္ဗာန်အောင်ပြုပြီးအထောက်အမယ်ဆိုပြီးပြောဟောပြောတာလည်းရှိတာပေါ့လေဒါကဘုရားမရှိလို့ပြောတာတကယ်ဒီလိုလုပ်ရတာမဟုတ်နိဗ္ဗာန်ပဲနဲ့အောင်ပြုလို့ပြင်မလဲရောက်မှမျိုးသေးတယ်ရောက်မှသိမှသောသောကနေအောင်ပြုလို့မပြုမေဃသစ္စာဆိုလည်းကိုယ်တဏ္ဍာမှာမရှိသေးဘဲနဲ့အောင်ပြုလို့ပဲပြင်မလဲလားလိုတာကတော့ဝိသစ္စာနှစ်ပါးမှာဒုက္ခသစ္စာနဲ့သမုဒယသစ္စာနှစ်ပါးဒါကတော့လူတိုင်းလူတိုင်းရှိဘယ်သူမှဆိုတာတော့ရှိတာပဲဒုက္ခဆိုတာရှိနေတာပဲဖြစ်ပြတဲ့ယုံနာသင်္ခါရတွေဟာဒုက္ခသစ္စာတရားတွေပဲအနာမစဲဖြစ်ပြတဲ့ယုံနာသင်္ခါရတွေမျက်စိကမြင်လိုက်နားကကြားလိုက်နှာခေါင်းကနားလိုက်တရားကရတာသာတိဝါတိလိုက်စကြံစီလိုက်ကိုယ်လိုက်ဆန်းလိုက်လှုပ်ရှားလိုက်ယုံနာမပြတ်ဖြစ်အဲဒီမပြတ်ဖြစ်ပြနေတဲ့ယုံနာတွေဒုက္ခသစ္စာတွေပဲဒါတွေကိုဒုက္ခမထင်သေးတဲ့ပုဂ္ဂိုလ်တွေကတော့ချမ်းသာလို့လည်းအောင်းမိနေတာပေါ့လေဒီထဲမှာမြင်ရတာလည်းကောင်းနေတာကြားရတာလည်းကောင်းနားရတာလည်းကောင်းခါရတာလည်းကောင်းဒုတိယရလည်းကောင်းစကြံစီရတာလည်းကောင်းဟောလာထင်ရထားရတာလည်းကောင်းဘုံလုံးကောင်းနေလို့ရှင်တယ်ဒီနေ့မှနဲ့ပေါ်ပါပါနဲ့နေရတဲ့အခါကာလတွေမှာဒါတွေကကောင်းနေတယ်ဒါတွေကောင်းနေပဲပြောစရာကောင်းနေတာပဲလို့ဘယ်လိုထင်လဲအဲ့ဒါကယုံနာသင်္ခါရတွေခဏမစဲဖြစ်ပြနေတာတွေကိုသူကမသိသေးတဲ့ဟာကိုသိမမြင်သေးလို့အမှန်ကတော့ဒီဥစ္စာတွေရဲ့သဘောအမှန်တွေသိလို့ရှိရင်ခဏမစဲဖြစ်ပြနေတဲ့ဒါတွေကဘာမှနှိမ့်သက်စရာသာကြမရှိဘူးမနာကြောက်စရာကောင်းတာတွေဘာနဲ့တူတယ်ဆိုလို့ရှိရင်ပြိုလူပြိုကန်ဒီအိမ်ကြီးတဲ့ဝင်နေရတယ်ပြိုလူပြိုကန်ဒီတိုက်ကြီးတွေဟုတ်လားပြောကြလေးရှိတော့နည်းနည်းလေးထုတ်လိုက်ရင်ပြိုတော့မလို့အဲ့ဒီတိုက်ကြီးတွေမွန်းမှုအဲ့ဒီတွေဝင်ပြီးတော့နေရမယ်ဆိုလို့ရှိရင်တော့ဒုက္ခပေါ့ဒီဥစ္စာကြောက်ကြမှန်ကောင်းတယ်လို့ဝင်နေတော့ဝင်ချင်းပြူခြင်းနဲ့ပြူချလိုက်မယ်လို့အဲ့ဒါလိုပဲမိမိတို့တဏ္ဍာမှာရှိတဲ့ယုံနာတရားတွေကဘာမှခိုင်ခံ့တဲ့တရားတွေမဟုတ်ဘူးတဲ့အကြောင်းညွှန်တဲ့အခါကာလတွေတော့ဒီယုံနာတရားတွေဟာကောင်းတယ်လို့သင်ရတာပေါ့အကြောင်းညွှန်တဲ့အခါကာလကျတော့ယုံနာတရားတွေဖြစ်နေပြီဖြစ်နေပြန်လာပြုပြင်လို့သိနေကြပါတကယ်ပြက်လာပြီဆိုဘာမှမတတ်နိုင်ပြင်လို့မရဘူးနာကြောက်ကြကောင်းတဲ့တရားတွေအဲ့ဒါအကြောင်းမညှို့တာကလည်းဘယ်အချိန်ညှို့မယ်လို့မပြောနိုင်ဘူးသူမညှို့ခြင်းခဏချင်းလည်းမညှို့နိုင်တာပဲယုံနာတရားအမှန်အပြောင်းလဲများနေတာတွေအသိလို့ပဲသူအချင်းသင်ကြားတဲ့ဥပမာပြောရမယ်ဆိုရင်ညအခါကာလအမှောင်နဲ့အလင်းရုပ်တွေကြောင်းမှုကြောင်းမှာအနန္တကြတယ်အလင်းကလေးလိုက်တာနဲ့အမှောင်တွေကိုပြောက်သွားအလင်းပြောက်တာနဲ့အမှောင်တွေပြောက်လာချက်ချင်းပဲသူကအလင်းကလည်းပြုံးနေခါတဲ့အလင်းတွေပြန်မိကျစ်ကလေးချက်လိုက်လို့ရှိရင်မိကျစ်ဆန်လိုက်ပေါ်တယ်ပြောင်းနိုင်ဆိုရင်ပြောင်းနိုင်တယ်ဒါမိဆိုရင်လည်းဒါမိတယ်ကြဲကြီးကြမယ်သူငင်းနေတာနဲ့လည်းတခါတည်းအမှောင်တွေခါတဲ့ဒါမိအုပ်လာချက်ချင်းပဲသူကအလင်းနဲ့အမှောင်တွေရုပ်တွေပြောင်းလဲပုံနာများအဲ့ဒါလိုပဲကိုယ်တွေကရုပ်တွေလည်းဒီလိုမြန်ကြီးပြောင်းလဲနေတာမသိလို့သူကခဏမစဲတကူလုံးမှာတည်းအသေးအောင်နေအများအားပြောင်းလဲနေအဲ့ဒါပြောင်းလဲနေတော့အောင်းနေကြောင်းတဲ့အခါအသစ်တွေကကောင်းတဲ့ရုပ်တွေမဖြစ်လာရင်အဲ့ဒီအချိန်မှာတခါတည်းချက်ချင်းဒုက္ခရောက်နေတာပြည့်စုံသွားနေတာပဲဒါမို့ဒီခန္ဓာကိုယ်ဝင်ကြီးရတယ်အေယိုအိမ်သွေးကြီးများဝင်ပြီးတော့နေရတယ်လို့ပဲခန္ဓာဝိညာဉ်ကြီးကိုပဲငါးကောင်သူကောင်တော်ကောင်းကြီးလုပ်ပြန်နေရတယ်အနန္တကြောက်ကြကောင်းပါလေဒုက္ခမရတင်တာဘုရားဒေနာကြောက်ကြကောင်းတဲ့သဘောကြောင့်ဒုက္ခဆင်းရဲပဲအဲဒီဒုက္ခသစ္စာတရားတွေမိမိတို့တဏ္ဍာမှာရှိအဲဒီတရားတွေကိုသိအောင်လို့အားထုတ်ရဒီဒုက္ခတွေကိုဒုက္ခမထင်တော့ဘူးသမှုရိယတာယာမှုကလည်းရှိနေဒါတွေကောင်းတယ်လို့ဆိုရင်တာယာမှုအဲဒီတာယာမှုသမှုရိယသစ္စာကိုလည်းပဲကြည့်ရမယ်တာယာမှုလေးတွေပဲသဘောမှန်လေးတွေသိအောင်လို့ကြည့်ရမယ်ဒါကြောင့်မို့ဝတ္တေဝတ္သစ္စာနှစ်ပါး၌ကမ္မထာနာပိနိဝေသောကမ္မထာကိုနှလုံးသွင်းခြင်းပြီးဟောတည်ခြင်းအတရားအားထုတ်ရင်ဝတ္သစ္စာနှစ်ပါးအားထုတ်ရတာဝတ္သစ္စာနှစ်ပါးမှာလည်းအထူးအဖြင့်ဒုက္ခသစ္စာတရားတွေပဲနာမည်ရှုနေရတာပါပဲသမှုရိယသစ္စာတရားကရံခရံဒီပေါ်တဲ့ကရှုရတယ်ဒုက္ခပရိညေယဒုက္ခဒုက္ခသစ္စာတရားကိုပရိညေယပိုင်းခြား၍သိရ၏သမှုရိယသမှုရိယသစ္စာတရားကိုဘာတာပံပေရ၏ဒုက္ခသစ္စာတရားဆိုတာပိုင်းခြားပြီးသမှုရိယဆိုတာကပေရနိရောဓသစ္စိကတာကိုနိရောဓကတော့မျက်မှောက်ပြီးမေဃောဘာဝေတာမေဃသစ္စာပွားများရဲ့အဲ့တော့ဒုက္ခသစ္စာတရားသိအောင်ဟာရှင်းဥစွာဒုက္ခသစ္စာတရားတွေရှင်းရတာအဲ့ဒီဒုက္ခသစ္စာတရားတွေလည်းပဲရှင်းဥစွာသင်ကြားရအောင်မယ်တဲ့ဥက္ကဟသင်ယူရမယ်ဒုက္ခသစ္စာတရားတွေသင်ယူရဒီတရားတွေကဒုက္ခသစ္စာပဲကျင်းကြွားဖြစ်တဲ့ယုတ်တရားနာတရားတွေပေါ့ယုံနာနေဟာဒုက္ခသစ္စာဆင်းရဲတွေကြီးတယ်ပဲဒါတော့ကတော့သိရတာပေါ့တရားထုတ်ရင်သာသိလည်းသိပါတယ်သောသောကမသိတော့ကမ္မထဝင်ကနေမှာဟိုဇာသမားပြောတာနဲ့ဘယ်တော့သိယုံနာနေရဒုက္ခကြီးတယ်ပဲဆင်းရဲကြီးတယ်ပဲဒါသိရကျင်းအားဖြင့်ဖြစ်စေတဲ့အခြေအားဖြင့်ဖြစ်စေတဲ့သင်္ခေပေနသင်္ခေပတော်ဝိထာရတော်အကျင်းအားဖြင့်ဖြစ်စေအခြေအားဖြင့်ဖြစ်စေသင်ယူရမယ်တဲ့ခန္ဓာ၅ပါးတရားတွေယုံနာတရားတွေအကျင်းဆိုရင်ယုံနာတရားအကျဉ်းဆုံးပဲယုံနာနှစ်ခုပဲကျဲဆိုရင်တော့အဲဒီယုံနာတွေကိုကျဲချက်ပြီးတော့ခန္ဓာ၅ပါးမှာလည်းခန္ဓာတစ်ပါးယုတ်ခန္ဓာကဘာနာခန္ဓာတွေဆိုတာဝေဒနာပညာသင်္ခါရဝိညာဉ်ဝေဒနာဆိုတာဘယ်လိုအပညာဆိုတာဘယ်လိုသင်္ခါရဆိုတာဘယ်တရားတွေစသည်ဖြင့်ပေါ့အဲ့ဒါတွေကတော့ခန္ဓာဓမ္မဥပဒနာပိုင်းကအကျေကြီးဟောခဲ့ပါပြီအဲ့ဒါတွေကို
သင်ယူရမယ်တဲ့အဲ့ဒါသင်ယူပြီးတော့နောက်ဆုံးအလုပ်လုပ်တဲ့ခါကျတော့သမတနာသုံးသရမယ်ဥက္ကဟသင်ယူတဲ့ပရိပု္ပ္ပာသမင်းများနဲ့အဲ့ဒီပဲနားမလည်ရင်မေးရတာပေါ့နားလည်နေတယ်ပြီးတော့သဘောကျနေပြီးတော့ကမ္မထာဆရာတွေနဲ့မင်းများစစ်ဆေးပြီးတော့နေတဲ့ဟာတွေမှာချက်ကျင်တာကြောက်မေးကျင်တာမေးအဲ့ဒါတွေလည်းမင်းများတာတွေပါပဲဥက္ကပရိပု္ပ္ပာသဝနာနားထောင်နေတဲ့ဉာဏ်နာတဲ့ခါတွေဇာရဏဆောင်မှတ်ထားတဲ့ကိုကြားတဲ့ညာတွေကိုမှတ်နေတဲ့ညာလေးတွေမှတ်ထားဒါတွေကတော့သူကပရိယနယ်ပဲကြည့်ပါသေးတယ်သူကဒါတွေကသုတမယညာဘက်ကသုတမယပိန္ဒမယဘာဝနာမဟုတ်သေးဘူးသူကဥက္ကဟသင်ယူတယ်ဆိုတာဘာဝနာမဟုတ်သေးဘူးပရိပု္ပ္ပာနဲ့အိဗယ်မင်းညာတယ်ဆိုတာဘာဝနာမဟုတ်သေးဘူးဘဝနာကြားနာတယ်ဆိုတာလည်းဘာဝနာမဟုတ်သေးဘူးဘာဝနာအစ်မရောက်သေးဘူးဓာရဏဆောင်မှတ်ထားတယ်ဆိုတာလည်းဘာဝနာမဟုတ်သေးဘူးဘာဝနာကတော့သမတနာသုံးတတ်တယ်ဆိုတာကတော့ရှုတာပဲသူကတော့အဲ့ဒါကဘာဝနာပဲရှုတဲ့အခါကျတော့ဘယ်လိုရှုရမလဲဆိုလို့ရှိရင်တော့သတိဌာနသုတ်စသည်တို့နဲ့အညီပေါ့လေဓဝါ၆ပါးဖြစ်ခဲ့ယုံနာနေကိုရှုရမှာယုတ်တရားတွေတရားယုတ်တရားရှုနာတရားတရားနာတရားရှုဒါတွေရှုရမျက်စိကမြင်တိုင်းမြင်တဲ့ယုံနာနေတရားဖြစ်နေအဲဒီယုံနာတရားတွေဒုက္ခသစ္စာတွေပဲဒုက္ခသစ္စာတွေမျက်စိယုတ်ဒုက္ခသစ္စာတရားမြင်ရတဲ့အဆင့်ဒုက္ခသစ္စာမြင်သိတဲ့နာဒုက္ခသစ္စာတရားဒီထဲမှာရည်ကြည်တာကတော့မျက်စိယုတ်နဲ့မြင်သိတာကတော့ပိုရည်ကြည်တာမြင်ရတဲ့အဆင့်ကတော့ကိုယ်တဏ္ဍာကလည်းရှိသုတ္တဏ္ဍာကလည်းရှိကိုယ်တဏ္ဍာရှိရင်ကိုယ်ဒုက္ခသစ္စာသူများတဏ္ဍာရှိရင်တော့သူများဒုက္ခသစ္စာကိုယ်နဲ့သိမဆိုင်ဘူးတုံးနဲ့ကြောက်ခဲမြည်ကြီးခဲတွေမှာဆိုရင်တော့ဘယ်သူနဲ့မှမဆိုင်ဘူးသူကသူသဘာဝတရားတွေမျက်စိနဲ့မြင်သိတာကတော့ကိုယ်တဏ္ဍာကရှိနေတာမျက်စိကလည်းကိုယ်တဏ္ဍာကမြင်သိတာလည်းကိုယ်တဏ္ဍာသူတဲ့ဒုက္ခသစ္စာတရားဒီဒုက္ခသစ္စာတွေကဘယ်ကလာလဲဆိုသမုဒယသစ္စာလာတာဒီဘဝကကုသိုလ်ကပြုစဉ်ခါကာလတုန်းကမကင်းရသေးတဲ့တဏှာရှိတယ်အခုဘဝမှာလူလာပြီးတော့ဖြစ်ရတာဟာဒီဘဝကုသိုလ်ရှိလို့ဖြစ်ရတာကိုဒါနလားသီလလားဘယ်ဟာတော့မပြောတော့ဘူးအဲ့ဒါကုသိုလ်ကြောင့်ဖြစ်အဲ့ဒီဒီဘဝဒါနသီလတွေပြုစဉ်ခါကာလတုန်းကတဏှာမကင်းခဲ့ဘူးတတ်မဲ့မှုတဏှာမကင်းခဲ့ဘူးကုသိုလ်မြင်နေရတယ်ကြားနေရတယ်နားနေရစားနေတွေ့ထိနေရတယ်သွားလာနေရလောက်ကိုင်နေရတယ်လူဖြစ်နေနေရတယ်နတ်ဖြစ်နေနေရတယ်ယောက်ျားဖြစ်မိန်းမဖြစ်နေနေရတယ်အောင်၆ပါးခံစားပြီးတော့နေရတယ်အဲ့ဒီဥစ္စာတွေကိုပါရမှုမကင်းခဲ့သေးဘူးမကင်းဘူးအခုအလူဒါနတွေလုပ်တဲ့ပုဂ္ဂိုလ်တွေကြည့်ပါမှမကင်းလားလည်းမကင်းပါဘူးဟုတ်လားအလူဒါနလုပ်တဲ့ပုဂ္ဂိုလ်လည်းမကင်းဘူးသီလဆောက်တည်တဲ့ပုဂ္ဂိုလ်တွေလည်းမကင်းဘူးပုရုဇဉ်တွေဆိုမကင်းဘူးသိက္ခာပုဂ္ဂိုလ်တွေလည်းမကင်းပါဘူးသူကကင်းတာကယဟနာကြမှာကင်းတော့တာသူကခင်မင်တော်တာမူလေးရရှိနေတာပဲကိုယ်ခန္ဓာလေးနဲ့စားပြီးခင်မင်တော်တာမူလေးတွေရှိနေသူခင်မင်တော်တာမူအများနောက်တန်တရားဘဝမဟုတ်ဘူးလောလောဆယ်မှာကိုဂုံပကာသနာတွေကစပြီးခင်မင်တော်တာမူတွေရှိနေအဲတော်တာမူတွေရှိအဲတော်တာမူတွေကသာသမုဒယသစ္စာပဲအဲဒီသမုဒယသစ္စာရှိပြီးတော့နေလို့ဒေဂာနိမှာအာယုံဆွဲလမ်းပြီးတော့သေးလာတော့ယခုဘဝလူဖြစ်လာတာလူဖြစ်လာတော့အဲဒီလူခန္ဓာလို့ခေါ်ရတဲ့ရုပ်စင်ထဲမှာလေစက္ခုမျက်စိဆိုတဲ့စက္ခုပတာရယုတ်ကမိဝမ်းတွင်းတွေကစပြီးတော့အရှင်မပြတ်ဖြစ်လာအခုလည်းပဲမြင်တိုင်းဒီစက္ခုပတာရအသေးသေးတွေဖြစ်နေတာမမြင်တဲ့ခါလည်းသူတို့ဖြစ်နေတာပါပဲသူကမြင်တဲ့ခါမှသူကအဲဒီစက္ခုပတာရမျက်စိယုတ်ဆိုတာဘသူကြောင့်ဖြစ်တော့ဆိုရင်တဏှာမကင်းသေးလို့ဖြစ်တော့သမုဒိယကြောင့်ဖြစ်လာတာတဲ့မြင်မှုကလည်းထို့အတူပဲရှိဘဝသမုဒိယလေးအကြောင်းရင်းခံပြီးအခုဘဝအသိဖြစ်လာတာအဲသမုဒိယကြောင့်ဖြစ်လာသမုဒိယသစ္စာရင်းခံပြီးတော့အခုမြင်တဲ့ခါကာလမျက်စိယုတ်ဖြစ်တယ်မြင်သိမှုဖြစ်တယ်အဲဒုက္ခသစ္စာတရားတွေမြင်သိမှုဖြစ်လိုက်တော့မြင်တာကိုရှုလိုက်တဲ့အခါကျတော့ဒါကတော့မှတ်သိမှုဘာဝနာဖြစ်လာအဲ့ဒီဘာဝနာကပုဗ္ဗဘာကအနေနဲ့ကြည့်လို့ရှိရင်သူမေဃဘာဝမေဃသစ္စာတွေထည့်ရပါတယ်သူကတော့မေဃသစ္စာတွေထည့်ရတယ်လို့မေဃသစ္စာတွေဒုက္ခဉာဏဆိုရင်ဒုက္ခတရားကိုသူကသိတာကိုမြင်တဲ့ဒုက္ခသစ္စာတရားလေးကိုသူကသိတယ်မြင်တယ်လို့မှတ်တဲ့အခါမျက်စိယုံနဲ့မြင်ရတဲ့အဆင်းနဲ့မြင်သိတဲ့စိတ်ကလေးနဲ့ဒုက္ခိတနဲ့ပဲဖြစ်ပေါ်လာတဲ့သဘောတရားလေးမျက်စိနဲ့အဆင်းကရုပ်အာယုံမသိတတ်တဲ့တရားမြင်သိတာကအာယုံသိတတ်တဲ့တရားယုံနေတာနဲ့အဲ့ဒီယုံနာနှစ်ပါးတွေကဒုက္ခိတနဲ့သူဖြစ်ပြီးရင်ပျောက်သွားရင်မမြဲတဲ့သဘောအဲ့ဒါကိုပိုင်းခြားပြီးတော့ဒုက္ခပရိညေယဒုက္ခသစ္စာကိုပရိညေယပိုင်းခြား၍သိရ၏ဆိုတဲ့တိုင်းရှုတိုင်းအဲ့ဒီဒုက္ခသစ္စာတရားပိုင်းခြားသိနေတာပဲမြင်တယ်လို့မှတိုင်းမှလည်းဒုက္ခသစ္စာတရားပိုင်းခြားသိတယ်တို့တူကြားတယ်မှတိုင်းဒုက္ခသစ္စာတရားနားတယ်စားတယ်တွေ့ထိတယ်ကိုယ်ရစတဲ့စသည်ဖြင့်မှတ်တိုင်းဟာဒုက္ခသစ္စာတရားတွေ
ကိုယ်ထဲမှာအတွေ့အထိလေးတစ်ခုဆိုတော့ဟုတ်လားအတွေ့အထိလေးတစ်ခုအဲ့ဒါလေးမှထိရနေပြီထိတယ်မှထိရဌာနဖြစ်တဲ့သာဝတ္တရာယုတ်ထိရဌာနလေးထိရတဲ့အာယုံလေးအတွေ့အထိလေးပူတာဖြစ်နှွေးတာဖြစ်အေးတာဖြစ်သောညက်တာဖြစ်ကျမ်းမ်းတာဖြစ်အဲ့ဒီအတွေ့အထိလေးတွေ့ထိရတဲ့သဘောလေးတစ်ဖုဒ္ဓဘာယုတ်တွေ့ထိပြီးတော့သိသွားတဲ့သဘောလေးထိတဲ့သဘောလေးအဲ့ဒါအာယအတွေ့အထိရဌာနရဲ့တွေ့ထိရတဲ့အာယုံရဲ့ထိတဲ့သဘောလေးရဲ့အဲ့ဒါထိတယ်လည်းမှတ်တယ်မှလည်းတို့သင်ကြားတယ်ဒုက္ခသစ္စာတရားတွေပဲရုပ်တရားနာတရားတွေပဲဖြစ်ပြနေတဲ့တရားတွေပဲဒုက္ခသစ္စာတရားတွေသူလည်းကျင်တာပိုင်းခြားပြီးတော့သိတာဝေဒနာဆိုတော့ဝေဒနာညောင်းတာဖြစ်ပူတာဖြစ်နာတာဖြစ်တခုခုနာတာလေးဆိုတော့နာတယ်မှတ်လိုက်ဒီနေရာကနာတဲ့သဘောလေးဖြစ်လာတော့နာတယ်မှတ်လိုက်တော့အဲ့ဒီနာတာရသူကဝေဒနာပဲနာတာဝေဒနာဒီနာတဲ့ဝေဒနာဟာဘာလို့ဆိုဒုက္ခသစ္စာတရားပဲဒုက္ခသစ္စာတရားသူခိုက်တာနဲ့ဆိုဖြစ်ပြီးကြောက်သွားတာပဲနာပြီးရင်ကြောက်တိုင်းနာပြီးရင်ကြောက်တိုင်းပဲအဲဒုက္ခသစ္စာတရားပိုင်းခြားသိနေတာလေအဲ့ဒါဒုက္ခဉာဏမဲသူကဒုက္ခေဆင်းရဲ၌ဉာဏံယံခောဉာဏံအသင်အကျင့်သိဉာဏ်သည်အတ္တိဒုက္ခကိုမှတ်တိုင်းမှလည်းဒုက္ခကိုပိုင်းခြားပြီးတော့သိသမုဒိယနှစ်သက်သာမှုလေးဖြစ်လာတဲ့အခါကျတော့အဲဒီနှစ်သက်တဲ့သာရဲလိုချင်တဲ့ငါမှတ်လိုက်ရင်သူ့လေသမုဒိယလည်းပိုင်းခြားပြီးတော့သိတာဒီနည်းအားဖြင့်ဒုက္ခကိုမှတ်တိုင်းဒီမြင်လာကြတာတွေ့ထိတာဝိသသနာမှာစပြီးတော့ပေါ့လေမှတ်တိုင်းအဲ့ဒီအာယဝတ္ထုနဲ့စပြီးသာမဲ့သနာဟာကင်းငိမ့်ဘယ်လိုကင်းငိမ့်လို့ဆိုရင်မြင်မှုကြားမှုတွေအစတုန်းကတော့မြင်မှုကြားမှုတွေအမြဲစင်တာဝရအမြဲတမ်းတည်နေတယ်ထင်လို့သူကောင်းတယ်လို့ထင်နေတာကိုသာယာနှစ်တဲ့သဘောကျတယ်အခုတော့မှတိုင်းဖြစ်ပြတဲ့သဘောကြီးတွေတွေ့ရတယ်ဒါကတော်တော်လေးညာရောက်လာမှသိတယ်သက္ကာသာမသိသေးဘူးသက္ကာသာတရားနည်းဆိုရင်ညာတော့ညမသိသေးဘူးလင်္ကာရဲ့လည်းသိချင်မှသိတယ်သူကတော်တော်လေးရက်ကလေးကြားလာတော့မှတိုင်းဟာတကယ်ဘာမှယူစရာရစရာမရှိဘူးဖောင်းတာပိန်တာလေးတွေမှလိုက်ရင်ဖောင်းတာလည်းတည်ရည်နဲ့ရိတ်ကနေတွေ့တိုင်းယူတိုင်းပျောက်လိုက်နေတာတွေ့ရပိန်တာလေးတွေလည်းရိတ်ကနေယူတိုင်းပျောက်လိုက်နေတာတွေ့ရကြွတယ်လမ်းတယ်ချတယ်မှရင်လည်းဒီလိုကြွတိုင်းလမ်းတိုင်းကယူတိုင်းပျောက်နေတာတွေတွေ့ရကိုယ်တဲ့ဆန်နဲ့လှုပ်ရှားတိုင်းဟာလည်းပဲသူခိုက်တာနဲ့သူဖြစ်ပြီးပျောက်နေတာတွေတွေ့ရနာကျင်ကြိုက်ခဲမှုတွေမှလိုက်လဲနာကျင်ကြိုက်ခဲမှုလေးတွေကသူခိုက်တာနဲ့သူဖြစ်နေတာတွေတွေ့ရစိတ်ကူးလေးတွေဖြစ်ပြန်လဲအဲဒီစိတ်ကူးလေးကစိတ်ကူးလိုက်ရင်ပျောက်သွားလဲစိတ်ကူးလိုက်ရင်ပျောက်သွားလဲဆိုဖြစ်ပြီးပျောက်နေတာတွေတွေ့ရအဲဒီလိုတွေ့ရတဲ့ခါကျတော့ဘာမှအားကိုးစရာမရှိဘူး။စားရကြမရှိဘူးဒါလေးတွေဟာတကူလုံးတစ်ကောင်လုံးဟာရကြကြည့်ကြမရှိဘူး။ဘာမှမကောင်းတဲ့တရားတွေပဲလို့သဘောပေါက်။အဲဒီအချိန်မှာရှုတိုင်းသိတိုင်းဟာသမုဒယသစ္စာကိုပဲနေတာပဲ။သမုဒယသစ္စာငြိမ့်နေတာ။အဲ့ဒါသမုဒယသစ္စာကိုဘာဟာတဘောဖယ်ရမယ်လို့ဘာဟာနာပရိဝေဒအာဉ္ဇာပိုင်းခြားသိနေတာပဲလား။ရှုတိုင်းပိုင်းခြားပြီးတော့သိနိရောဓမေဃတို့ကတော့အစစ်အားဖြင့်တော့အရိယာမဖြစ်တဲ့ခါကျမှသိချသိပါတယ်။ဝိပဿနာရှုတဲ့ခါတော့ရှုတိုင်းဘယ်လောက်သိရောဆိုတော့သူကတော့သင်္ဃာနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်။မှတိုင်းကိလေသာငြိမ်းတဲ့နေရာတွေငြိမ်းတယ်။သင်္ဃာနိဗ္ဗာန်။မှတိုင်းဝိပဿနာအမှားအသိသမာဓိဋ္ဌိလေးတွေဖြစ်တယ်ခုပြောတဲ့မြင်တာလေးမှားလိုက်ကြားတာလေးမှားလိုက်တွေ့ထိတာလေးမှားလိုက်ကိုယ်တာလေးမှားလိုက်ဒုက္ခိတနဲ့သူဖြစ်ပြီးရင်ပျောက်သွားရင်အဲ့ဒါလေးတွေတွေ့တယ်။ပထမစပြီးပါသိတယ်ဆိုယုံနဲ့နာမယ်ရှိတာပဲလို့ပြီးတယ်။ဒီကိုယ်ထဲမှာအာယုံမသိတဲ့ယုတ်ကတမျိုးအာယုံသိတဲ့နာငါတမျိုးဒါလေးနဲ့ကိုရှိတာပဲကိုယုံနဲ့အသိစိတ်နဲ့ဒါလေးနဲ့ကိုရှိတယ်ပြင်ဘာမှမရှိဘူးဒီလိုသိတယ်အဲ့ဒီလိုသိတာလည်းသမာဓိဋ္ဌိပဲအမှန်တိုင်းယုံနဲ့နာကိုယ်ထဲရှိတာလည်းယုံနဲ့နာပဲရှိတာယုံနဲ့နာရှိတာယုံနဲ့နာရှိတယ်လို့အမှန်တိုင်းသိတော့သမာဓိဋ္ဌိအဲ့ဒါဒီယုံနာလေးတွေမှတိုင်းမှလည်းဒုက္ခိတနဲ့သူဖြစ်ပြီးကြောက်နာလေးတွေတွေ့တယ်ဖြစ်လိုက်ရင်ကြောက်လိုက်ဖြစ်လိုက်ကြောက်လိုက်မမြဲတဲ့သဘောတွေတွေ့မမြဲဘူးလို့သူသိဖြစ်ပြနေတာပဲခဏမစဲဖြစ်ပြနေတာပဲမမြဲဘူးလို့မှတိုင်းမှလည်းသူသိအဲ့ဒါသမာဓိဋ္ဌိပဲအမှန်တိုင်းသိတာမမြဲတာလည်းဟုတ်တာဖြစ်ပြနေတာလည်းဟုတ်တာဟုတ်တဲ့တိုင်းမှန်တဲ့တိုင်းသိလို့ဆိုသမာဓိဋ္ဌိမမြဲဘူးသိတော့ဆင်းရဲတွေပဲလို့လည်းထင်တာလေပုဂ္ဂိုလ်သတ္တဝါမှုတဲ့အနတ္တတရားတွေလည်းထင်ပြီးသိတာလေအဲ့ဒါလည်းပဲသမာဓိဋ္ဌိပဲအဲ့ဒါဝိပဿနာသမာဓိဋ္ဌိတဲ့ဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိနေတာလေဘေကွေယံတို့ဒုက္ခေဒုက္ခသစ္စာတရား၌ဝါဆင်းရဲတရား၌ယံခောညာနာအကျဉ်အသိဉာဏ်သည်အတ္တိစီအဲ့ဒါသမာဓိဋ္ဌိပဲသမုဒိယသစ္စာ၌နိရောဓသစ္စာနဲ့မေဃသစ္စာနဲ့ယံခောညာနာအကျဉ်သိဉာဏ်သည်အတ္တိစီဘေကွေယံတို့အယံဤအသိဉာဏ်ပညာကိုသမာဓိဋ္ဌိဟူ၍အမြင်မှန်ဟူ၍မှန်စွာမြင်ခြင်းဟူ၍ဘုဇ္ဇတိခေါ်ဆို၏
အဲ့ဒါအမြင်မှမှန်သာမြင်သမာဓိရှိပါပဲအဲ့ဒီသမာဓိကစပြီးတော့သမာသင်္ကပ္ပစပြီးလည်းဟောကြရတယ်ရှိတာပေါ့မဂ္ဂင်7ပါးအဲသမာဓိအဲသမာဓိအစရှိတဲ့မဂ္ဂင်7ပါးတရားတွေတဲ့ဒါမဂ္ဂသစ္စာတရားပဲအဲဒီသမာဓိမှာခုနပြောတဲ့အတိုင်းကာမတရာသမာဓိမူလမဂ္ဂင်တရားအဲမူလမဂ္ဂင်တရားကအရင်ကတည်ပြီးပွားများလိုက်တဲ့အခါဒါနသီလကုသိုလ်ကောင်းမှုတွေဖြစ်ဘာဝနာကုသိုလ်တွေဖြစ်ဝိပဿနာဘာဝနာကုသိုလ်တွေဖြစ်တဲ့အခါပုဗ္ဗဘာကမဂ္ဂင်တရားတွေဖြစ်ဟုတ်ဒီနေ့ကျရင်တော့ကြောက်ပါပေါ်တိုင်းနဲ့ရှုမှပြီးဒုက္ခသစ္စာကိုပိုင်းခြားသိနေပါဟုတ်လားဒုက္ခသစ္စာကိုမှတိုင်းပိုင်းခြားသိသမုဒယသစ္စာကိုပိုင်းခြားသိနိရောဓမေဃနိရောဓသစ္စာတဲ့ငါအားဖြင့်ပိုင်းခြားသိမေဃသစ္စာတဲ့လောကီမေဃသစ္စာတွေရှုတိုင်းမိမိတဏ္ဍာပွားများပြီးတော့သိအဲဒီလိုသိနေတာဒါပုဗ္ဗဘာကမဲ့တွေပွားနေအဲဒီလိုပွားနေရကအဖြစ်အပျက်တွေသိရင်သိနေနိဗ္ဗာန်ကိုနောက်ဆုံးကြတွေ့ရမှာယုံနာသင်္ခါရဉာဏ်နဲ့နိဗ္ဗာန်ရောက်ဒီနေ့ပြတာလေးသိရင်ကျွင်းနဲ့ပဲပြုတ်ကုန်နေဆိုယုံနာသင်္ခါရဉာဏ်နဲ့နိဗ္ဗာန်ရောက်နိဗ္ဗာန်ကိုမျက်မှောက်တွေ့တယ်အဲ့ဒါကနိရောဓသစ္စာကိုအရိယာမဉ္ဇဏ်နဲ့ကဓာတ်ရိပ်အာရုံပြုပြီးတော့သိပါအဲဒီလိုအစဉ်တိုင်းမူလမဂ္ဂင်ကနေပြီးပွားများတော့ဘုရားဘာကမဂ္ဂင်ဒီဘုရားဘာကမဂ္ဂင်ကနေပွားများတဲ့ကအရိယာမဂ္ဂင်ဖြစ်ပြီးတော့နိဗ္ဗာန်ကိုပြုဝင်ပြီးတော့သွားပါတယ်ကဲဒါလေးဆိုရအောင်တော့ဘုရားဥစ္စာမူလပုဗ္ဗအရိယာသုံးဝမဂ္ဂင်များဖြစ်ပွားစေလင်ဤမဂ္ဂင်ပြည့်ဝင်နိဗ္ဗာန်သာမူလပုဗ္ဗအရိယာသုံးဝမဂ္ဂင်များဖြစ်ပွားစေလင်ဤမဂ္ဂင်ပြည့်ဝင်နိဗ္ဗာန်သာအဲ့ဒီတိုင်းသမာဓိဋ္ဌိမဂ္ဂင်ကစားပြီးပွားများလိုက်ရင်သမာဓိဋ္ဌိမဂ္ဂင်ပွားများတာနဲ့သမာသင်္ကပ္ပဆိုတာလည်းပါလာပါတယ်အဲဒီနောက်နေ့ကြမှာဟောရအောင်သမာဓိဋ္ဌိဖြစ်သမာဓိဋ္ဌိတစ်ခုတည်းဖြစ်နေတာမဟုတ်သမာသင်္ကပ္ပတွေနဲ့တွဲရဖြစ်တယ်တစ်ခုတည်းခွဲဖြစ်တယ်လို့လည်းမရှိဘူးဖြစ်လို့လည်းမရဘူးခွဲလို့လည်းမဖြစ်ဘူးသူကတွဲလိုက်ရှင်းတယ်အဲ့ဒါဒီသမာဓိဋ္ဌိတစ်ခုနားလည်ပြီးတော့ထားရင်ကိုပဲလုံလောက်နေပါပြီသမာဓိဋ္ဌိကဒုက္ခဉာဏဒုက္ခသစ္စာကိုသိတာဒုက္ခသစ္စာပဲပုံပဲနေသိရအောင်လဲစောစောကသင်ယူပြီးတော့လည်းသိရမယ်တဲ့ဒုက္ခသစ္စာတရားဆိုတာဒီလိုဖြစ်တဲ့ယုံနာတရားတွေပဲဖြစ်တဲ့သင်္ခါရဒုက္ခသစ္စာဒီလို့ဒီလိုတို့ယုတ်ကလေးသိနေပြီးတာပါပဲသစ္စာလေးပါးတရားတွေဒုက္ခသစ္စာသိတာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာတွေသိဖို့ကတော့ကြက်မှတ်ပြီးတော့သိရမယ်မင်းမြန်းပြီးတော့သိရမယ်ကြားနာပြီးတော့သိရမယ်ဆောင်းမှတ်ပြီးတော့သိရမယ်ဒါကသုတ္တမယနယ်ပယ်ကသိတယ်ကိုယ်တိုင်ပြီးတော့မဟုတ်သေးဘူးနောက်ဖို့တကယ်တရားထုတ်တဲ့အခါကျတော့ဒုက္ခသစ္စာနဲ့သမုဒယသစ္စာတရားတွေမိမိတဏ္ဍာဖြစ်တဲ့တရားတွေကျွရတာကိုသမတနာသုံးသပ်ပြီးတော့သိရမယ်မျက်စိကမြင်တိုင်းသုံးသပ်ကျွပြီးတော့သိရမယ်နားကကြားတယ်နှာခေါင်းကနားတိုင်းလျှာကရတာစသည်တိုင်းကိုယ်ကတွေ့ကြည့်တိုင်းသိကုစဉ်းစားကြံစည်မှုဖြစ်တိုင်းဓဝါကြောက်ပါဖြစ်တဲ့ဒုက္ခသစ္စာတရားတွေဖြစ်တိုင်းကျွရသမုဒယသစ္စာတရားနှိမ့်သက်တာမှုဖြစ်ရင်လည်းသူဖြစ်တိုင်းကျွရအဲဒီလိုကျွသောအချင်းဒုက္ခသစ္စာကိုလည်းပိုင်းခြားသိတယ်သမုဒယသစ္စာကိုလည်းပယ်တယ်တရင်ကနိရောဓလည်းပဲကျွတိုင်းတခါတည်းဆက်ရအောင်လောကီမေဃသစ္စာဆိုတဲ့ဝိပဿနာညာမေဃသစ္စာကိုလည်းပဲပွားများမှတ်တိုင်းမှတခါမှရင်သမာဓိတခါဖြစ်တာပဲသမာဓိတခါဖြစ်ရင်သမာသင်္ကပ္ပစိုက်ဆိုတရားတွေလည်းပွားလာပါလာတာပဲတခါမှရင်မေဃင်7ပါးဖြစ်တာနောက်တခါမှရင်မေဃင်7ပါးဖြစ်မှတ်တိုင်းမှလည်းမေဃင်7ပါးတရားတွေပွားတယ်အဲဒီလိုပွားများသောအချင်းမေဃသစ္စာတရားတွေလည်းသိနေတယ်တဲ့အဲရှင်းဖို့ကသိတာအဲဒီလိုသိတော့နောက်ဆုံးကြတော့အရိယမေဃသစ္စာဖြစ်လာအရိယမေဃသစ္စာဖြစ်တဲ့အခါနိဗ္ဗာန်ကိုတခါတည်းတွေ့သွားနိဗ္ဗာန်ကိုတွေ့သောအပြင်ဉာဏ်သစ္စာ၃ပါးလည်းသိခြင်းကိစ္စပြီးပြီးတော့သွားပါတယ်အဲဒီလိုသိတာဟာလားပါတော့ဆိုရင်သမာဓိဋ္ဌိပဲတဲ့သမာဓိဋ္ဌိမဲ့ခင်ပဲဒီနေ့တော့ဒီနေ့တော့ပုံသွားပြီတော့ကြောင်းမှနောက်သတင်းကြမှာဆက်ပြီးတော့ဟောရဒီသမာဓိဋ္ဌိအစရှိသောမဲ့ခင်7ပါးတရားတော်မိမိတို့သဏ္ဍာန်၌ပွားများအထုနိုင်ကြ၍ဆင်းရဲခါသိငြိမ်းရဖြစ်သောနိဗ္ဗာန်ချမ်းသာမြတ်ကိုလင်းမြန်စွာဆက်ရောက်ရင်မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း